ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါနော်ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ကတော့ကျွန်တော်တို့တွေကျွန်တော်တို့စောင်းအမီရဲဘော်စီတို့ဆိုတဲ့ campaign အတွက်ကိုဖိတ်ခေါ်ထားတဲ့မနွေဦးရောcampaign ကိုအဓိကထားပြီးတော့ run ပေးနေတဲ့အဲဒီအခုဒီကယ်လီဖိုးနီးယားမက်ဖြူလိုင်းပေါ့နော်ဆိုတော့ကျွန်တော်တော့ပါဝင်ပေါ့နော်ကျွန်တော်တို့ဒီမှာ campaign နဲ့ပတ်သက်လို့ကျွန်တော်တို့ဆွေးနွေးတင်ပြကြရလေးတွေကိုကျွန်တော်တို့ဒီမှာတင်ပြခြင်းလို့ဒီ season လုပ်လိုက်တာဖြစ်ပါတယ်ဟုတ် okay ဟုတ်မင်္ဂလာပါအားလုံးမင်္ဂလာပါပေါ့နော်အမຫນွေဦးလည်းမင်္ဂလာပါလို့ကိုမနာဟောပဲပေါ့မဖြစ်လို့အခုစီစဉ်ထားတဲ့ဒီစောင်းအမီရပ်ဖို့စီတို့ဆိုတဲ့ campaign ပေါ့နော်ဒါကတော့ main ပေါ့နော်မဖြစ်လို့ဒီ project မှာဦးဆောင်ပြီးတော့အလုပ်လုပ်နေတဲ့သူကတော့အမຫນွေဦးဖြစ်ပါတယ်အမຫນွေဦးကမဲဆောက်မှာပေါ့နော်ဆိုတော့မဖြစ်ဘူးကတော့ဒီ US ဘက်ကနေမဖြစ်ရဲ့ဒီအလူရှင်တူအနေနဲ့ပေါ့နော်အမရဲ့ဆွဲကြိုးတို့ငကတ်တို့တွေကိုလှူတယ်ပြီးတော့အမရံမွေမွေလေးဒီ concept မဲ့လက်မှတ်လေးတွေကိုရောင်းပြီးတော့ရတဲ့ရံပုံငွေကိုမဖြစ်လို့မှာပြီးမှာလိုအပ်နေတဲ့ဒီရဲဘော်လေးတွေစီအတွက်လှူတဲ့ campaign ပေါ့နော်ဒီ project မှာတော့မຫນွေဦးကပစ္စည်းတွေကိုကြိုပြီးတော့လှူထားလိုက်ပါပြီအဲ့ဒီအပိုင်းမှာမຫນွေဦးလေအချိန်လေးပေးပြီးတော့လေအမဘနော်လူရှင်တွေလက်မှတ်ဝယ်ထားတဲ့သူတွေလည်းကြည့်နေတဲ့သူတွေကိုလည်းမပြောသိစေချင်တယ်အမဘယ်တွေသွားခဲ့ပြီးတော့location အတိအကျလည်းပြောကြမလို့ပါဘူးအမဒီတဲ့ကိုအမပြန်သွားတယ်အမရဲ့အတွေ့အကြုံလေးပြီးတော့ဘောနော်ဘာတွေလှူခဲ့တယ်အမလွတ်လွတ်လပ်လေးနဲ့update လေးတွေပေးဖို့เนาะဒါမှလည်းမဖြစ်လို့လှုပ်ဆောင်တဲ့အလုပ်ကအဆန်တွေကဘယ်ကိုရောက်သွားတယ်ဆိုတာသိရအောင်လို့ပါအမဟုတ် thank you ပါဟုတ်ကဲ့ပါအခုတုန်းကတက်လာပိုင်းပေါ့နော်တက်လာပိုင်းရဖို့ကျွန်မသွားလိုက်တာเนาะမဖြစ်လို့သွားလိုက်တာကတက်မဟာပစ္စည်းကတော့တဲ့တာတက်မဟာ3အတွက်တက်မဟာ3အတွက်သွားလာဒါပေမဲ့တက်မဟာ1ကိုသွားတယ်တက်မဟာ1ကိုသွားပြီးတော့ကျွန်တော်တို့ဒီရန်ကုန်ကျွန်မပစ္စည်းတွေဝယ်ပေးလိုက်တာကဒီစောင်းပါမယ်အနှွေးတွေပါမယ်ပေါ့နော်နောက်ပြီးကြလို့ရှိရင်ဒီစကားပြောဆက်ပါမယ်ပစ္စည်းကဝယ်တာကြတော့မေ့တောင်နေတယ်ပြန်ရှင်းတာနဲ့စကားပြောဆက်ပါမယ်ဖက်နှက်ပါမယ်ဖက်နှက်ရဲ့စကားပြောဆက်ရဲ့တပတ်ဆောင်ရဲ့အနှွေးတယ်နောက်ဆက်သွယ်ရေးဆက်တွေပေါ့နော်ဆက်သွယ်ရေးဆက်ရဲ့စစ်အသုံးဆောင်ပစ္စည်းတွေနဲ့ဒီစားနဲ့ရိတ်ခါတချို့ coffee mix တွေပါတယ်ပေါ့နော်အဲ့ဒါတွေကျွန်မဝယ်သွားပြီးတယ်ဝယ်သွားပြီးတော့ကျွန်မဒီကနေပြီးတော့ပစ္စည်းတွေကတဲရလဲနည်းနည်းခက်တယ်ခက်တော့ကိုယ်တိုင်သွားတာပေါ့နော်လမ်းမှာဒီတိုင်းပဲပစ္စည်းဆိုလို့ရှိရင်ပစ္စည်းတွေကပျောက်တာရှာတာရှိတယ်နောက်လမ်းကြောင်းကလည်းတနေရာနဲ့တနေရာအစစ်စစ်တဲရတာမှာဒီကနေပြီးတော့ကျွန်မသွားတော့အဲဒီတက်မခွန်ကနေဖျက်ရတာပေါ့နော်တက်မခွန်ကနေပြီးတော့မှတက်မ1ကိုရောက်တယ်1ကနေပြီးတော့မှတစ်စစ်အဲဒီတက်မ3ကိုဆက်ပြီးတော့သွားတယ်အဲဒီသွားတဲ့လမ်းကြားထဲမှာတိုက်ပွဲတွေဖြစ်နေလို့အဲဒီတက်မ3နဲ့တက်မ1နဲ့ကြားထဲမှာကြာသေးတယ်နည်းနည်းတစ်လလောက်အချိန်ယူလိုက်ရသေးတယ်ဘာလို့လဲဆိုတော့တိုက်ပွဲဖြစ်နေတော့ပစ္စည်းကမရောက်နိုင်အောင်နောက်တိုက်ပွဲတွေပြီးသွားပြန်တော့လေကျွန်တော်တို့အဲ့ဒီလမ်းကြောင်းတွေကကားတောင်ငှားလို့မရဘူးအရန်ခက်ခဲ့တယ်ကားတောင်တင်းတင်းရှိတဲ့ကားကိုငှားပြီးတော့မှတစ်ခေါက်ထပ်ပြီးတော့ပို့ရတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အစင်စင်အဲ့ကားနဲ့ဟိုဘက်ကိုပို့ပြီးသွားပြန်တော့တစ်ခါထပ်ပြီးတော့ကျွန်တော်တို့စခန်းကိုရောက်ဖို့ဆိုလို့ရှိရင်တရက်ခီးကြီးကတိုင်ကယ်နဲ့တည်ရတယ် IPC တွေကိုကားဒါတိုင်းမရောက်ဘူးဆိုင်ကယ်နဲ့တည်တဲ့အတွက်ကိုလည်းဆိုင်ကယ်5စီးလောက်သုံးရတယ်အဲ့လိုမျိုးပေါ့နော်အစင်စင်နေတည်ပြီးတော့မှဒီပစ္စည်းတွေကရောက်သွားတယ်ပေါ့နော်လှူတဲ့မက်ဖြူတို့လည်းကျေးဇူးတင်တယ်လို့မျိုးပေါ့နော်ဒီပစ္စည်းတွေရောက်ဖို့အတွက်အကုန်လုံးဝိုင်းပြီးတော့ဒီလမ်းကြောင်းတွေမှာရောကူညီပေးကြတဲ့တချို့ဆိုရင်ခရိုင်ရွာလူကြီးတွေလည်းကူညီပေးတာရှိတယ်ကျမသွားတဲ့အချိန်မှာပေါ့နော်နောက်တစ်ခုကကျမတို့ဒီစစ်ဒေသနေပြီးတော့လည်းလမ်းခီးသွားလက်မှတ်တွေပါထုတ်ပေးတာနဲ့အဲ့ဟာနဲ့အစဉ်ပြပြလေးတော့ရောက်သွားတယ်ပေါ့နော်ဆိုတော့အကုန်လုံးကျေးဇူးတင်ပါတယ်ဒီပစ္စည်းတွေကအဲ့ခုနကပြောသလိုမျိုးပေါ့ဘာကြောင့်ပို့ပြီးတော့မှကျေးဇူးတင်ရလဲဆိုတော့ဒီပစ္စည်းတွေကအဲ့ဒီနေရာကိုရောက်ဖို့ကတကယ်မလွယ်ဘူးတော်တော်များများကလွယ်တဲ့နေရာကိုပဲဒီဘက်မှာအလွယ်ပေါ့နော်ဒီဘက်ကလိုတယ်ဆိုရင်ချက်ချင်းပစ္စည်းကရောက်တယ်အခုတက်မ6တို့ပါလို့ဆိုအရန်လွယ်တယ်ဒီနေ့လိုတယ်ဆိုရင်မနက်ဖြန်ဖုန်းဆက်ပြီးတော့ပို့ပေးလိုက်တာလို့ပေါ့အဲ့လိုမျိုးတွေရှိတယ်ဒါပေမဲ့အဲ့ဒီတက်မ3ပစ္စည်းရောက်ဖို့ဆိုတာကလေပစ္စည်းကြီးပဲပို့လိုက်လို့ရှိရင်တခါတလေကြာရင်ကျွန်တော်တို့ຫນွေမှာပို့တဲ့ပစ္စည်းကဟိုမိုးရင်းကျမှရောက်တယ်4-5လကြာတယ်အဲ့ဒါကျွန်တော်တို့ကလက်တွေ့ဆိုတော့4-5လကြာတယ်ဆိုတော့အဲ့ဒီဟာလူကိုယ်တိုင်မသွားဘူးဆိုလို့ရှိရင်အဲ့ဒီပစ္စည်းကတေးကြတယ်အခုချိန်ထိရောက်မှာမဟုတ်သေးဘူးအဲ့လိုမျိုးပေါ့နော်ဆိုတော့ဒီလိုမျိုးခက်ခဲတဲ့နေရာကိုသွားရဖို့အတွက်ကိုမက်ဖြူတို့ကနေပြီးတော့ပံ့ပိုးပေးတာဖြစ်တဲ့အတွက်မက်ဖြူတို့ကိုဝနာတို့နောက်ဒီလမ်းမှာရှိနေတဲ့လူအကုန်လုံးကိုကျွန်မပို့ပြီးတော့ကျေးဇူးတင်ပါတယ်ရဲဘော်တွေအနေနဲ့လည်းအရန်ပြောတယ်ဒါပေမဲ့အခုတော့အဲ့ဒီလူတွေကပစ္စည်းရှိကိုရောက်ပြီ
လူလဲပစ္စည်းရှိကိုရောက်ပြီပစ္စည်းနဲ့လူနဲ့တွေ့ပြီပေါ့နော်ဒါပေမဲ့အပေါ်ကိုဆက်ပြီးတော့ရိုးတော့ဆက်တဲ့ဘူးတက်ကကျွန်တော်တို့လမ်းကြောင်းပြန်ဖောက်ရအောင်မယ်အရန်ခက်ခဲတဲ့အဲ့နေရာကိုရောက်တဲ့တော့တကယ်လဲကျေးဇူးတင်ပါတယ်လို့အကုန်လုံးဒါရန်ကုန်တိုင်းဘက်ကပါတိုက်ခိုက်တစ်ဖွဲ့3အတွက်ဆိုပြီးတော့ဝယ်တာတွေရှိတယ်လို့မျိုးတခြားဒီကျမတို့ဒီ BR21 မှာရှိနေတဲ့ BR21 ရဲ့ရဲဘော်တချို့ကိုလည်းတက်ပေါ့နော်ဒီကြောပိုးအိတ်ဘာညာတက်ဖက်နက်ကြောပိုးအိတ်နောက်ဒီအုတ်ထုပ်ဘတ်တစိအဲ့ဒါတွေလည်းစီစဉ်ပေးလိုက်တာတွေလည်းရှိပါတယ်လို့ဒါဒီကဆမ်းမဲရောက်တဲ့အထက်ရတဲ့မက်ဖြူတို့လူတဲ့ငွေကြေးနဲ့ပေါ့နော်ပတ်စံတော့လူကြုံရှိမှပို့မယ်ဆိုတော့မရောက်နိုင်တဲ့အတွက်ကျွန်မထပ်ပြီးတော့နောက်ကနေသွားမယ်လို့ပြောတဲ့အချိန်မှာမက်ဖြူတို့ရှိရအဲ့လိုမျိုးအင်တိုက်အားတိုင်းနဲ့ကူညီပေးလိုက်တဲ့အတွက်ကျွန်တော်တို့အများကြီးအကျိုးရှိသွားတယ်ရဲဘော်တွေအတွက်အများကြီးအကျိုးရှိသွားတယ်ကျွန်မလည်းခရီးသွားရတဲ့ပင်မရကျပို့နှက်တာပေါ့နော်ဘာလို့ဆိုတော့ဒီတိုင်းသွားတာထက်စားလို့ရှိရင်ဒီလိုမျိုးပစ္စည်းတွေနဲ့သွားလိုက်ရတဲ့ခါကျတော့ပို့ပြီးတော့ကိုလည်းပျော်တာပေါ့နာမည်ဖြူလို့ရှိရနေပြီးတော့မှပစ္စည်းတွေတည်သွားတဲ့ခါကျတော့သူတို့လည်းပျော်ကိုလည်းပျော်ပေါ့ကျေးဇူးအများကြီးတင်ပါတယ်မဖြူဟုတ်မကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဘာဖြစ်ဖြစ်မဖြစ်လို့လဲအခုလိုပေါ့နော်မဖြူတယောက်တည်းမဟုတ်ပါဘူးမဖြူကလည်းဒီအလှူရှင်တွေပေါ့နော်မဖြူတို့မိတ်ဆွေတွေဒီတခြားနိုင်ငံရအောင်ပေါ့နော်တခြားနိုင်ငံကလည်းအားပေးကြတယ်ဒီကန်ဆယ်မဲတွေကိုဒီမဖြူနေတဲ့နေရာတွေမှာမကဘူးဒီ United States တခြားပြည်နယ်တွေကလည်းကန်ဆယ်မဲတွေဝယ်ကြတယ်ပေါ့နော်အဲ့ဒီအတွက်ဒီအလှူရှင်တွေအားလုံးကိုလည်းမဖြူတို့ကျေးဇူးအများကြီးတင်တယ်ဘာလို့ဒီအလှူရှင်မရှိလဲဟိုနော်မဖြူတို့မှာဒီပတ်စံတွေမပေါ်လာဘဲနဲ့ကူညီလို့မရဘူးပေါ့နော်ဆိုတော့အားလုံးသူ့ကဏ္ဍနဲ့မဖြူကလည်းပစ္စည်းထုတ်ပေးပြီးတော့မှမဖြူရဲ့ကိုယ်ပိုင်ပစ္စည်းလေးကိုဘယ်လိုပြောမလဲရောနဲ့လူတွေပေးတယ်ပေါ့နော်အဲ့အပေါ်မှာမှထပ်ပြီးတော့ပြည်သူတွေရဲ့နိုင်ငံတကာမှာရှိတဲ့ပြည်သူတွေကလည်းတယောက်ချင်းစီတိုင်းကလည်းဒီဟာလေးကိုဝိုင်းပြီးတော့ပံ့ပိုးပြီးတော့ရသည်ဖြစ်စေမရသည်ဖြစ်စေဝယ်လိုက်မယ်ဆိုပြီးမဲလက်မှတ်တွေဝယ်ပြီးတော့အားပေးကြတယ်အဲ့ဒီပြည်သူတယောက်ချင်းစီတိုင်းရောမဖြူလိုမျိုးဒီပစ္စည်းလူရဲ့စေတနာရှင်တွေရောကျေးဇူးအများကြီးတင်တယ်နောက်ပြီးတော့ဒီလိုမျိုးလေးလူလိုက်တဲ့ဟာလေးကိုပေါ့ကျွန်တော်တို့ဒီတိုင်းပဲလူလိုက်ပြီးတော့ပြီးသွားတာမဟုတ်ပဲねဒါလေးကိုတမိုင်းလေးတစ်ခုပြအောင်လို့ပဲဖြစ်ဖြစ်အများသိအောင်လို့ပဲဖြစ်ဖြစ်လုပ်ပေးတဲ့ကိုဝနာတို့ဒီဝါယာတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ဟုတ်တယ်ကိုနာကလည်းဒီထဲမှာကဏ္ဍအရေးကြီးတယ်ဘာလို့ကိုဝနာရဲ့အဆက်အသွယ်တွေသူ့ရဲ့သူ့ရဲ့ connection တွေပေါ့နော်သူ့ရဲ့ experience နဲ့ connection တွေဒီ networking အပိုင်းကလည်းအရန်ကျွမ်းကျင်တော့အဆင်ပြေတယ်လीဒါဆိုတော့မဖြစ်လို့အလေအလွတ်နေလည်းမဖြစ်သွားဘူးနောက်ပြီးတော့တချို့ campaign တွေမှာဆိုရင်ပြီးသွားရင်ဘာတွေဖြစ်ကုန်လဲဘယ်လိုတွေလဲဘာညာတွေပေါ့နော်ဆိုအခုကျတော့အားလုံးကသူ့နေရာနဲ့သူစုပေါင်းလုပ်လိုက်တော့အလုပ်လေးအစဉ်ချောသွားတဲ့အတွက်တော့ကျေးဇူးဝန်တာရတယ်အဲဆိုကိုဝနာကိုလည်းကျေးဇူးတင်ပါတယ်ပေါ့နော်နောက်ဒီစက်ထဲမှာပဲမနှွေဦးရဲ့ဘောဒီ campaign ကိုလှုပ်ဆောင်မှုကတော့ပြီးသွားပြီဒါပေမဲ့အမဘာလုပ်နေတယ်ဆိုတာဒီမှာအမရဲ့ရက်တည်မှုဘယ်လိုရက်တည်ရလဲဆိုတာလေးတော့မဖြစ်ဘူးပြန်ပြီးတော့ပြောစီချင်တယ်အမရဲ့ interview လေးကိုကြည့်လိုက်ရတယ်ဘောနော်အရန်အမျိုးသမီးတယောက်အနေနဲ့ဒီလောက်လုပ်နိုင်တာကိုလည်းမဖြစ်ဘူးဂုဏ်ယူတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြည်နေတဲ့သူတွေလည်းအမပြန်ပြီးတော့ရှင်းပြပေးပါအောင်ပေါ့နော်အမဒီတော်လန်ရေးတွေကိုဘယ်လိုရောက်လာတယ်ပြီးတော့ဘယ်လိုမဲကြောက်မှာဘယ်လိုရှင်းတမ်းဖို့စူးစမ်းခဲ့တယ်ဆိုတာပေါ့လေဟုတ်ကဲ့တော်လန်ရေးတွေကိုရောက်လာတော့အဲ့လိုမျိုးပေါ့ဘယ်လိုပြောမလဲဆိုတော့ဒီကျမတို့ကငကိုတွေက brighter တမတွေ brighter လုပ်တဲ့လူတွေကိုဒုက္ခမရောက်စေချင်တာပေါ့ brighter ဆိုတာကတော့ကျမတို့ကလူတွေကိုဒုက္ခမရောက်စေချင်တာပဲကျမတို့အလုံးလုံးချင်တာမဟုတ်အမှန်တိုင်းပြောရလို့ရှိရင်လေဒါပေမဲ့လူတွေကိုဒုက္ခမရောက်စေချင်တာလူတွေဒုက္ခရောက်လာရင်လည်းကျမတို့မျက်ကွယ်မပြူနိုင်တာပေါ့နော်အဲ့လိုစိတ်မျိုးပေါ့ကျမမှာကအဲ့လိုစိတ်မျိုးရှိတဲ့အခါကျတော့အခုလိုမျိုးကြီးအာဏာကိုမတရားသိမ်းလိုက်တဲ့အခါမှာမတရားမှန်းလဲသိတယ်ကျမတို့ပြည်သူတွေလည်းအများကြီးခက်ခဲကြက်တဲရတယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့ကလမ်းပေါ်ထွက်ပြီးတော့ဆန္ဒပြတယ်ယူယူတသားနဲ့ကောင်းကောင်းမွန်မွန်နဲ့ကျွန်တော်တို့ဒူးထောက်ပြီးတော့တမျိုးငိုလို့တမျိုးအားလုံးအကုန်လုံးပေါ့နော်တောင်းတောင်းမမှန်နဲ့ဆန္ဒပြပြီးတော့မှအာဏာကိုမသိမ်းဖို့ဆိုပြီးတော့ကျွန်တော်တို့ဘယ်လိုပြောမလဲလက်နက်မဲ့အာဏာဖီဆန်ကြတယ်ပေါ့နော်လက်နက်မဲ့အာဏာဖီဆန်တဲ့အချိန်မှာသူတို့ကကျွန်တော်တို့တနက်တင်နဲ့ပြစ်ကြတယ်တနက်တင်နဲ့ပြစ်တယ်တွေ့တဲ့ရက်ွက်ထဲဝင်လာပြီဆိုလို့ရှိရင်လည်းအပြစ်လောက်ထားမှမဟုတ်ဘူးထားပါတော့ကျွန်မကဆန္ဒပြလို့ဆိုပြီးဆန္ဒပြလို့မှမဟုတ်ဘဲနဲ့ဆန္ဒပြတာမပြတာမသိဘူးလက်ကတွေ့သမျှလူပြစ်တက်သွားတဲ့မြို့မှာကျမရှိတာပေါ့နော်ဆိုတဲ့အခါကျတော့ကျမတို့ပတ်ဝန်းကျင်မှာဒီလိုမျိုးအသက်ကြီးတဲ့လူရောဘာရောမချမ်းဘူးအကုန်လုံးကိုမြင်ကလေးရာကိုပြစ်သွားတဲ့လူစိတ်မဲ့ပြီးတော့မှလုံနေတဲ့ဟာကိုဘယ်လိုမှကျမတို့ကဒီတိုင်းပဲ
ယူထောက်လို့မရတော့ဘူးပေါ့နော်အဲ့တော့ကျမတို့လည်းလက်နက်ကင်မှာဖြစ်မယ်ဆိုတဲ့စိတ်နဲ့ကျမတို့ကလက်နက်ကင်ဒေါ်လာရေးတဲ့ကိုစပြီးတော့ဝင်လာတယ်ပေါ့နော်2021လေးလပိုင်းမှာပထမတစ်ခါဝင်လာတဲ့အချိန်မှာယောက်ျားလေးနဲ့မိန်းကလေးနဲ့ဆိုရင်ကျမမိန်းကလေးတယောက်တည်းယောက်ျားလေးအဲ့ဒီတော့15ယောက်လာပါတယ်အဲ့မှာဆိုတော့တခါတက်ဖွဲ့ကလက်မခံဘူးတော်တွေကမိန်းကလေးတယောက်တည်းလက်မခံပါဘူးဆိုလို့ကျမတခါရန်ကုန်ပြန်သွားတယ်ပြန်သွားပြီးတော့မှမြို့မှာယောက်ျားစနာတွေပြပြီးတော့နောက်ဆုံး9လပိုင်းတရက်နေမှာကျွန်တော်တို့တပိတ်အကြီးလုံးပဲဆိုပြီးတော့ကျွန်တော်တို့တိုင်မင်တဲ့အချိန်မှာကျမရေဘော်ဒီ9ရက်အတွဲလိုက်ဖမ်းခံရတယ်ကျွန်တော်တို့ခွေတွေကအဲ့အချိန်မှာကျမလည်းဘယ်လိုမှမြို့မှာဆက်နေလို့မရတဲ့အတွက်3ရက်2ရက်နေကြတော့ကျမမြောက်ကြီးဆက်ထွက်လာတာပေါ့နော်ထွက်လာတဲ့အချိန်မှာလည်းကျမအိမ်ကိုလည်းဘာမှအကြောင်းမကြားဘူးအကြောင်းမကြားဘဲနဲ့ဒီကျမနဲ့အတူလိုက်မှလားလိုက်မဲ့ရေဘော်တွေငါတို့အတူသွားမယ်ငါတို့တော့လက်နက်ကင်မှရတော့မယ်ငါတို့ဘယ်လိုမှပြန်လို့မရတော့ဘူးဆိုပြီးတော့အဲ့ဒီအချိန်မှာကျမနဲ့အတူရေဘော်4ယောက်လည်းပါလာတယ်ပေါ့နော်ဆိုတော့ကျမတို့ဒီကောင်လုံးသွားတဲ့အချိန်မှာလမ်းကြမှာကျမကအိမ်ကိုဖုန်းဆက်ပြီးတော့အဲ့ဒါတော့မှကျမကတော့ခုဖို့သွားတယ်လို့လည်းမပြောဘူးမြောက်ပရီသွားတယ်လည်းမပြောဘဲနဲ့ငါသွားရမယ့်နေရာကိုသွားနေတယ်လို့ပဲအိမ်ကိုအတိပေးခဲ့ပြီးတော့ကျမစပြီးတော့တောခုခဲ့တာပေါ့နော်အဲ့ဒီမှာတစင်10တန်းနေပါလေအဲ့လိုမျိုးပေါ့နော်လိုက်ပြီးတော့အကြောင်းနေတက်ခိုင်းပါတက်ခိုင်းဆိုတော့တားကြီးကလည်း10တန်းဆိုတော့တခါမဖြစ်တော့ဘူးတားကိုလည်း CDL လောက်ထားတယ်ဆိုတော့သူတို့စင်းနေလိုက်ကောက်တော့မအေးကလည်းမရှိဘူးဒီဟိုလုံနေတဲ့ဒီတားကလည်း10တန်းဆိုတော့မဖြစ်သေးဘူးဆိုပြီးတခါတားနဲ့ယောက်ျားကိုခေါ်ပြီးတော့တခါတားမိတာပါ3ယောက်ကျွန်တော်တို့စစ်တင်တဲ့တက်ပေါ့နော်သူတို့လာတဲ့အချိန်မှာတားနဲ့ယောက်ျားလာတဲ့အချိန်မှာတော့ကျမတင်တန်းပြီးသွားပြီဆိုတော့ကျမကဆင်းလိုက်တက်လိုက်နဲ့ရဲဘော်တွေကိုအဲ့လိုမျိုးထောက်ဖို့ပုံစံမျိုးလေးဖြစ်နေတာပေါ့အောက်မှာစီးဆင်းဝဲတယ်နောက်ရဲဘော်တွေရဲ့လိုအပ်ချက်ကော်ဖီမစ်စလိတ်ကျမကြီးနဲ့ပတ်သက်တဲ့စီဝါအဲ့ဒါတွေလည်းရှာပေးတယ်အဲ့ချိန်မှာကပထမဦးဆုံးဖြစ်တဲ့အတွက်ယူနီဖောင်းတွေပါတယ်ဆိုလဲတိတ်တော့အဝမ်းဖြစ်သေးဘူးအဲ့ချိန်မှာယူနီဖောင်းတွေကျမစပြီးတော့ပေါ့နော်ရှာပေးတာပေါ့နော်ကိုနိုင်တလောက်ကိုရဲ့ကျမပရိုက်တာလည်းလုပ်ခဲ့တယ်ပါတီမှာလည်းကျမကရက်ကြီးမှာလည်းအလုံးမှုဆောင်လုပ်ခဲ့တယ်ဆိုတော့ကျမရဲ့နောက်မှာအဲ့အစာပိုင်းတော့ကျွန်မနောက်မှာတော်တော်ပေါ့နော်ရှိနေကြတဲ့လူတွေကတယောက်ချင်းစီတည်းရအများကြီးတော့မဟုတ်ဘူးတယောက်9000တသိန်းအဲ့လိုမျိုးကြီးပံ့ပိုးကြတယ်အဲ့ဒီဟာတွေကိုစုပြီးတော့မှကျွန်မရဲဘော်တွေနဲ့တသိန်းရရင်လည်းတသိန်းရဲဘော်တွေနဲ့10ယောက်တနိုင်10ယောက်စာအတူစားကြတယ်အဲ့ဒါထောက်ဖို့မဟုတ်ဘူးကကိုက PDF ပဲလုပ်ခဲ့တာရဲဘော်ပဲလုပ်ခဲ့တာပေါ့ဒါပေမဲ့အဲ့အချိန်မှာအဲ့လိုမျိုးလုပ်ရင်နဲ့ထောက်ဖို့ပုံစံမျိုးဖြစ်လာတာပေါ့နော်အဲ့နဲ့နောက်တော့တားတွေရောကျမတို့ရောအဲ့လိုမျိုးတင်တန်းတားနဲ့ယောက်ျားနဲ့တင်တန်းပြီးသွားတဲ့အချိန်မှာနောက်ဘာဖြစ်လဲဆိုတော့ကျမတားအငယ်လေးတွေကအိမ်မှာထားခဲ့တာလူမမယ်လေးတွေလေအဲ့ကလေးလေးတွေကိုကြတော့အဲ့ကျမအပ်ခဲ့တဲ့အိမ်ကလည်းပြောမယ်ဆိုလို့ရှိရင်ကြောက်တဲ့အခါကျတော့ကျမတို့နေတဲ့အဆောင်က10ခန်းရှိတယ်အဲ့ဒီ10ခန်းမှာလူတွေကလည်းမနေဘူးကျမစန္ဒပြပြီဆိုကြတဲ့လူတွေကမနေတာအဲ့မှာမနေတော့ဘဲနဲ့ကြောက်လို့ပေါ့နော်သူတို့ကအမှုတွဲပါမှာကြောက်လို့ဆိုပြီးတော့အိမ်ကိုမငှားကြတော့အဲ့အိမ်မှာကျမသားတွေကိုအပြေကနေပြီးတော့တော့ခတ်ထားတယ်အထက်မှာမီးမိတ်ပြီးတော့အထက်ထဲမှာကလေးတွေအဲ့လိုဖွက်တာအဲ့လိုမျိုးညတိုင်းကလေးတွေနေရတယ်ဆိုတဲ့သတင်းကိုကျမကြားတဲ့ခါကျတခါငါသားသမီးတွေစိတ်အားငယ်မှာပဲဆိုတော့ဘလူပဲဖြစ်ဘုံကြလို့သိရင်လည်းမိသားစုလိုက်အတူတူသိမယ်ဘုံမမှန်မဲနဲ့လွတ်မြောက်လို့ရှင်တန်ရင်လည်းမိသားစုအတူတူရှင်တန်မယ်ဒီမိသားစုဆိုပြီးတော့ကျမမွေးထားတဲ့သား4ယောက်နဲ့ကျမတို့လူမယား2ယောက်မိသားစု6ယောက်ပဲထားပြီးတော့ကျန်တဲ့ဟာတွေအားလုံးကျမအဆက်အသွယ်ဖြတ်ပလိုက်ဖေးမေညီကောင်မတွေအားလုံးဆက်သွယ်ဖြတ်ပြီးတော့ကျမတို့အားလုံးတောခုလိုက်တယ်တောခုပြီးတဲ့အချိန်မှာတားတွေနဲ့အကုန်လုံးဆိုတော့ကလေးတွေရောတောထဲမှာနေတဲ့အချိန်မှာတိုက်ပွဲတွေဖြစ်တော့ကျမသားတွေကလူမမယ်လေးတွေတည်းဖြစ်တဲ့ခါကျတော့လူကြီးတွေကပြောတာပေါ့နော်ဟိုဘက်ကန်းကိုအဲ့လိုမျိုးသွားရင်လည်းသွားနေပေါ့နော်ဆိုတော့အဲ့ချိန်မှာမနေဘဲနဲ့ကျမဘာလုပ်လဲဆိုတော့အရင်ဆုံးတီးရလွှားရတယ်တင်တန်းတက်နေတဲ့အချိန်မှာဘာကြောင့်တီးရလွှားရတယ်ထုတ်လို့လက်နဲ့မရှိလို့ပေါ့နော်လက်နဲ့မရှိလို့ဆိုတော့ကျမအဲ့တော့ဆိုလို့ရှိရင်ကျမတို့က20တင်တန်းဆင်းပြီးတဲ့အချိန်မှာအစုဖွဲ့လေးမလုပ်သေးဘူးနားလို့ပြောတဲ့အချိန်မှာ၄ကိတ်ကောပေါ့နော်ကျမတို့21ယောက်နားတယ်အဲ့ဒီနားတဲ့အချိန်မှာကျမတို့ကဘာလုပ်လဲဆိုတော့ရဲဘော်တွေကထုတ်လို့လုပ်ချင်တယ်အမကထုတ်လို့လုပ်ချင်တယ်ဆိုတော့ဟုတ်ပြီနေရပါပိုင်လဲပြီးတော့သူတို့ကတန်ပိုင်းပိုင်နေဟာလားတစ်သားပိုင်းပိုင်နေโอเคအဲ့ဒါဆိုလို့ရှိရင်အမကကြတော့ငွေရှာပေးတယ်သူတို့ကโอเคအဲ့ဒါဆိုရှာပေးမယ်နင်တို့လုံးမတေးကြတယ်ဆိုလို့ရှိရင်ကိုကတော့မလုပ်တတ်ဘူးပေါ့နော်ဒါပေမဲ့ငါကတော့ဒီလိုမျိုးထောက်ပံ့ရေးအပိုင်းကိုငါတို့တယောက်ကူ90 100ဘူးရှိရရှာမယ်ရှာပြီးရတဲ့ဟာကိုငါတို့ဒီထုတ်လို့ရေးမှာတုံးပြမယ်ဆိုပြီးတော့ကျမတို့ထုတ်လို့ရေးဘက်ကိုသွားမယ်ဆိုပြီးတော့လေလူကြီးတွေကိုပြောတယ်ကျမထုတ်လို့ရေးဘက်ကိုသွားမယ်ကျမတို့လူကြီးတယောက်ကိုဆက်သွဲပြီးတော့ဘိုးကြီးပေါ့နော်ကျမတို့နေရာပေးပါပေါ့နော်ပညာပေးပါပေါ့နော်အသက်အာမခံပေးပါပေါ့ကျမတို့ဒေါ်လာကြီးလှုပ်ရှင်တယ်ပေါ့ဆိုတော့သူကလည်းလာခဲ့ဆိုပြီးတော့သွားတော့ကျမတို့အဲ့မှာစပြီးတော့ထုတ်လို့ရေးစကန်တည်ဖြစ်သွားတယ်ပေါ့ပထမဆုံးထုတ်လို့ရေးစကန်တည်ပြီးတဲ့အချိန်မှာလူပေါင်း21ယောက်ပေါ့အဲ့လိုနဲ့ရဲဘော်တွေကတချို့ကြတော့ကျမတို့ကထုတ်လို့ရေးလုပ်တဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့line မတင်လို့မရဘူးကွာတည်ရမလားပြီးတော့ကျမတို့နေရတဲ့နေရာ line မရတဲ့နေရာမှာနေရတယ်ဆိုတော့ရတဲ့ဟာကကျမတို့လာစဉ်3သိန်းလူနေတဲ့2သိန်းလူနေတဲ့လူ3သိန်းလူနေတဲ့သူရှိတယ်
မြန်မာပြည်ကဆိုရင်တသိန်းကျမကိုလှူနေတဲ့အမတယောက်ကလည်းအဲ့ဒီလာမှာပြန်ပြီးချက်ဆိုပြီးတော့သူကတသိန်းလှူတယ်အဲ့လို2သိန်းလှူတယ်အဲ့လိုမျိုးက2သိန်း3သိန်းရပြီဆိုရင်တသိန်းကရမ်းဝယ်မယ်တသိန်းကဟိုလိုမျိုးပေါ့ကုန်ချမ်းဝယ်မယ်ဆိုတသိန်းကရိတ်ခဘူးဆိုအဲ့လိုမျိုးလေးနဲ့3သိန်း5သိန်းအဲ့လောက်ကလေးနဲ့ကိုကျမတို့ကရက်တည်ပြီးတော့ထုတ်လို့ရစကန်တစ်ခုဖြစ်လာတာလေကျမအဲ့ဒီဟာကိုလည်းကိုယ့်အကိုအခုချိန်ကြီးခုံယူနေတယ်အခုချိန်ကြီးကျမတော်လာရေးအစဝင်လာကြရနေပြီးတော့အခုလုံနေတဲ့ဟာကိုနောက်ကိုပြန်ကြည့်လို့ရှိရင်ကျမမှာကလေလုံးဝကိုမှလေငါဟိုဖြစ်ခဲ့တယ်ဆိုတဲ့ဟာမျိုးစိတ်မကောင်းစရာလည်းမရှိခဲ့တယ်လို့မျိုးဟိုအများအားကိုလုပ်ခဲ့တဲ့အရာပေါ်မှာပီတိဖြစ်တယ်အခုအဲ့ဒီပြန်ရဲဘော်တွေနဲ့လည်းပြန်တွေ့တဲ့အချိန်မှာလည်းသူတို့ကအခုချိန်ကြီးပဲဒီဟာလေးပေါ်မှာကျမပေါ်မှာဘာမှဟိုဘယ်လိုပြမဲဆက်မရှိပဲနဲ့တော်လန်ရေးကိုရှောက်ခဲ့ကြပါတော့ကျမရောကျမရဲဘော်တွေရောအတူတူပေါ့နော်ကျမတို့အတူတူရှောက်ခဲ့ကြဆိုတော့အဲ့ဒါလည်းပီတိဖြစ်ရတယ်မှာငပိရည်နဲ့စားပြီးတော့မှဒီဒေါ်လာရေးမှာကိုနိုင်တလောက်ကိုပါဝင်လို့ရတယ်ဆိုတဲ့ဟာကတကယ်ပြောတာအဲ့ဒါကဟိုရသမျှပတ်စံကိုအိတ်ထဲထည့်ပြီးပေါ့တီတီတုံးပြီးတော့မှတော်လိုင်းလုပ်ခဲ့တာမဟုတ်ဘူးဆိုတဲ့အခါမျိုးကြတော့တကယ်လဲကျမတို့ကဖြစ်တယ်ထိရောက်ခဲ့တယ်ဟလာ RPG ထိထုံနိုင်ခဲ့တယ်ကျမတို့ဒါလုံနိုင်ခဲ့တဲ့ဟာတွေပေါ့နော်ဟိုအစားတော့ကတော့တူမီကနေပြီးတော့မှကိုလုံးကနေပြီးတော့မှ RPG အဲ့လိုမျိုးတွေကြီးကျမတို့ကထုတ်လုပ်နိုင်ခဲ့တာပေါ့အဲ့လိုမျိုးနဲ့ဟိုစခန်းမှာအဲ့ဒီအစစ်တီးကိုလောက်တာကျမတို့ထုတ်တဲ့လက်နက်မှာလဲကျမတို့အဲ့ဒါမဖြစ်ဘူး။အဲ့ဆိုစနစ်တကျတင်ထားတဲ့အတွက်ကျမတို့ထုတ်လို့ရလက်နဲ့တောင်အဲရာမဖြစ်ဖ ೇನೆ အစစ်သီးကိုဂရိုက်တာနဲ့ဖြတ်တဲ့အချိန်မှာအဲရာဖြစ်ပြီးတော့ပောက်ကွဲသွားတော့အဲ့ဒီအချိန်မှာကျမထုတ်လို့ရရက်လိုက်တယ်။ထုတ်လို့ရရက်လိုက်ပြီးတော့ဘာဖြစ်လဲဆိုတော့ရဲဘော်ကြီးစေုံတက်ရတယ်ရဲဘော်ကြီးစေုံတက်ရတယ်အဲ့ဒီအချိန်မှာလဲကျမတို့လိုင်းမရတဲ့နေရာမှာနေတာလည်းဖြစ်တယ်။နောက် sporting ကလည်းများမရှိတဲ့ခါကျတော့လေအရန်ကြောက်ပြီးတော့ကျမအဲ့ဒီကျမရဲဘော်တွေကိုတခြား sporting ကောင်းတဲ့အဖွဲ့ကိုပေါ့နော်။အဲ့ဒါလည်းကျမရဲ့ပထမပြောမယ်ဆိုလို့ရှိရင်ဟိုဘယ်လိုပြောမိခင်အဖွဲ့လိုပဲပြောရမှာပေါ့ပထမဆုံးလေကိတ်ကောစားရောက်တော့DRPDS ဆိုတာရှိတယ်သူတို့ကိုပဲကျွန်မအကူအညီတောင်းပြီးတော့မှဒီရဲဘော်တွေကိုအကူတို့ရဲဘော်တွေဖြစ်နေပဲကူညီပေးပါဆိုပြီးတော့အခါကျတော့ကျမတို့ထုတ်လို့လောက်တာလဲလူမသိတယ်လို့ကျမအလုပ်လုပ်တာလဲလူမသိဘူးဒါပေမဲ့ DRPDS အနေနဲ့ဒါလေးကိုလုပ်ပေးပါဆိုကူညီပေးတယ်သူကအဲ့တော့အဲ့ဒီရဲဘော်တွေကအခုဆိုလို့ရှိရင်တယောက်ကတော့လက်ပြတ်သွားပြီမဲ့လို့အများကြီးဒီတော်လိုင်းကြီးမှာတရားရရဲဘော်တွေနဲ့အတူတူဆက်သွားနေတယ်တယောက်ကကျတော့မျက်စိတစ်လုံးအောက်ကဥတစ်လုံးဆက်သွားတယ်အတက်တေးလူမျိုးပါနေပြီးတော့ပြန်ရှင်လာပြီးတော့အခုရွှေဘူပကပမှာတိုက်ပွဲဝင်နေတယ်ဒါထိကြိုက်တန်ရသွားတဲ့ရဲဘော်တွေပေါ့နော်သူတို့လည်းအသက်ရှင်လာကြတယ်အဲ့လိုမျိုးနဲ့နေပြီးတော့နောက်ကျမတို့ဒီဟိုကကြတော့2020 3လပိုင်းကျတော့ဒီဘက်ဒီပိုးဘက်မှာတိုက်ပွဲတွေဖြစ်တဲ့အခါကျတော့ကျမရှိကိုအဲ့ဒီစက္ကစနဲ့ကျမတို့နဲ့တထောင်ဝဲကြော်တော့တယ်ဆိုတဲ့အချိန်မှာကျမကဘယ်လိုမှမရတော့ဘူးဆိုပြီးတော့ဒီဘက်ကကိုကျမတို့ကူလာတယ်လေနေကျနေတဲ့အချိန်မှာကူလာခဲ့ပြီးတော့ဒီဘက်ရောက်တဲ့ခါကျတော့ကျမတို့အတိမိတ်ဆွေလည်းမရှိဘူးပြီးတော့ဒီဘက်ကိုလာဖို့ဆိုတဲ့ပလန်ကျမမှမရှိတဲ့အတွက်ကျမဘာမှအစီအစဉ်မရှိဘဲနဲ့ဒီတိုင်းရောက်လာခဲ့တဲ့ခါကျတော့အဲ့ဒီအမေရိကအကူတယောက်ကဘတ်1000လှမ်းလူတယ်ကျမအမရှိကဘတ်6000ကျမလှမ်းတောင်းပြီးတော့အမေရိကအကူကအစားတော့ကတော့သူကဟိုချီးသလိုပုံစံမျိုးပေါ့နော်ဒါပေမဲ့ तू ကမချီးဘူးအဲ့ဒီဟာကိုကျမကဘတ်1000လမ်းစစ်ပေးလိုက်တာနင်ချက်ချင်းထွက်ခဲ့ဆိုပြီးတော့အဲ့လိုအကူညီရခဲ့တာပေါ့နော်အဲ့တော့ဘတ်1000နဲ့ကလည်းမလောက်ဘူးမိသားစုက6ယောက်လေတယောက်ကိုအဲ့တော့ကကျမတို့3000ကျော်ပေးရတယ်တယောက်ကို3500ပေးရတယ်အဲ့ဒါနဲ့ကျမအဲ့ဒါကိုစစ်လိုက်တာ12000နဲ့စစ်တာရတယ်ကျွန်တော်မိသားစု6ယောက်12000နဲ့ကားထဲမှာဝစ်ပြီးတော့ခေါင်းမဖော်ရဲဘူးအဲ့လိုမျိုးလာခဲ့ရတယ်ဒီဘက်ရောက်တဲ့ခါကျတော့တကယ်ကြီးတယောက်အိမ်မှာ3ညတဲတယ်တကယ်ကြီးတယောက်အိမ်မှာ3ညတဲပြီးတော့ကျမတို့အိမ်လိုက်ပတ်ရှာမဲတောင်မှာအိမ်လိုက်ပတ်ရှာပြီးအိမ်ရတဲ့ခါကျတော့အိမ်လေးက2ခန်း2000နဲ့အဲ့ဒီအိမ်လေးကိုငှားပြီးတော့နေပြီးတော့အလောက်ကမရှိတော့ဘာလို့လဲဆိုတော့ကျမရောက်သွားတဲ့နေရာကဟိုမြန်မာရွှေပြောင်းလုပ်သားတွေနေတဲ့နေရာနဲ့နီးတဲ့ခါကျတော့သူတို့တွေကကျမတို့သူတို့အလုံးလုံးတဲ့ရှီကနေကျောင်းထဲမှာအလုံးလုံးတဲ့ရှီကပိုးတဲ့ထမင်းချန်ဟင်းချန်တွေထူလာပေးတာနဲ့ကျမတို့တလလောက်ပေါ့နော်စားပြီးတော့နေခဲ့ပြီးတော့နောက်ဆုံးအထောက်ထားလည်းမရှိကလေးတွေကလည်းအသက်မပြည့်သေးဘာလို့အမှမသိရရှိမှာကျမယောက်ျားနေစားပြီးတော့ဘာဖြစ်ဖြစ်ငါတို့မိုက်ကောက်မယ်ဆိုပြီးတော့ပလက်စတစ်ဘူးကုန်ကောက်ပြီးတော့အဲ့ဒါဆိုရင်ငါတို့ရဲလည်းမဖမ်းလောက်ဘူးရဲလည်းတတိမထားမိလောက်ဘူးဆိုပြီးတော့အဲ့ဒီဟာကိုစပြီးလုပ်တယ်ပလက်စတစ်ဘူးကိုကောက်တယ်သူကကောက်နေနေနောက်ပယံနေလိုက်စင်းတယ်ပယံစင်းတော့လည်းပတ်ဆက်တွေမရဘောနော်အဲ့လိုမျိုးတွေပေါ့မဲတော့မှအရင်ဟိုအဲ့ဒီချိန်တော့တော်တော်ကြီးမှခက်ခဲခဲ့တဲ့အချိန်ပေါ့နော်အခုချိန်ကတော့နည်းနည်းအခက်ခဲနဲ့အသားကျသွားပြီလို့ပြောရမှာပေါ့ဒါပေမဲ့ဘလို့ပဲအဲ့ဒီအခက်ခဲတွေဖြစ်နေတဲ့အချိန်မှာကျမကတော်လန်ရေးကို3လလောက်ကျမနားလိုက်ရတာပေါ့နော်နားပြီးတဲ့အချိန်မှာကျမလည်းအလုပ်ရတယ်ကျမသားတွေလည်းအဲ့ကျမသားတွေကအသက်မပြေပဲနဲ့အလုပ်ရသွားကြတာအလုပ်လုပ်ကြတာဘေးနာခေါ်ခိုင်းလို့ပယံနေစင်းကြတယ်ဆိုတော့အဲ့လိုမျိုးကြောင်းလည်းမတက်ဘူးကျမယောက်ျားဘူးခွန်ကောက်တယ်အဲ့လိုမျိုးလုပ်တဲ့အချိန်မှာပတ်ဆက်ကလက်ထက်ပြန်ရောက်လာပြီဆိုတော့ねကျမကမြင်ရတော့ဟိုဘက်ကရဲဘော်တွေကိုပြန်ပြီးတော့ကျွေးချင်ပေးချင်လာပေါ့နော်ကိုအတွက်ရပြီဆိုပြီးတော့အဲ့အချိန်မှာတိုက်ပွဲတွေကလည်းတရုံးတိုင်းဖြစ်နေတဲ့ခါကျတော့ကိုကတော့အမိုးအောက်မှာအဲ့လိုရနေပြီစိတ်အေးနေအဲ့လိုရနေပြီဒါပေမဲ့ဟိုကရဲဘော်တွေတော့ဘလို့နေမလဲမသိဘူးဆိုတဲ့စိတ်ကဖြစ်တယ်လीเนาะလိပ်ပြမလုံးအခါကျတော့အဲ့ဒီကနေပြီးတော့ရတဲ့ဟာနဲ့ကျွန်မထောက်ဖို့ပြန်လုပ်ဖြစ်တာပေါ့နော်
အဲ့လိုနဲ့စကန်ကိုပြန်ဆက်သွဲပြီးတော့ထောက်ဖို့လုပ်တယ်ရေတန့်နေပို့တယ်မမားတွေပို့တယ်ပြီးလို့ရှိရင်အဝတ်အစားတွေပေါ့နော်အဲ့လိုမျိုးပဲကျမနိုင်တလောက်ပေါ့နော်ကြီးကအုပ်ထုလို့လဲဆိုလဲကြီးကအုပ်ထုဒါပေမဲ့ကျမမှာတခုဘာရှိလဲဆိုတော့လေဟိုရဲဘော်တွေကနေပြီးတော့မှတခုခုပူဇာတဲ့ခါကျရင်ကျမအေးငါလုပ်ပေးမယ်လို့ကျမမပြောရဲဟိုဟာမရှိဘူး။ဘာကြောင့်လဲဆိုတော့ကျမမှာနောက်ခံ background မရှိဘူးကွာသိရမလားအဲ့လိုမျိုးကိုကဟိုဟာလည်းမဟုတ်ဘူးဆိုတော့လူသိရှင်ကြားသမားလည်းမဟုတ်ဘူးဆိုတော့လေအေးပါငါရှာကြည့်ပါအောင်မယ်နော်ငါပြောကြည့်ပါအောင်မယ်နော်ဆိုပြီးလို့ရှိရင်ကိုက line ပေါ်လည်းမတင်ရဲဘူးကိုကလေအခုလိုမျိုးပေါ့မဖြူလို့ကိုနာလိုမျိုးဘာလေးတော့လူတယ်ကိုနာရေးဘာလေးတော့လူတယ်မဖြူရေးပေါ့အဲ့လိုပြောတဲ့ခါကြလို့ရှိရင်လေအဲ့ဒီလူတွေကလည်းယုံယုံကြည်ကြည်နဲ့ပေါ့အော်ဟုတ်โอเคမရောမနှွေရောကျွန်တော်တို့ဘယ်လောက်လူမယ်ပေါ့ဥမာပေါ့ကျမတော့ဟိုကြီးကောက်ထုတ်10လုံးလောက်လူတယ်ဆိုโอเคကျွန်တော်တို့တစ်လုံးနိုင်တယ်ကျွန်တော်တို့နှလုံးနိုင်တယ်ဟုတ်ပြီအဲ့ဒါဆိုအဲ့ဒီဟာလေးတွေကိုစုပြီးတော့မှကျမရဲဘော်တွေကိုပြန်ပြောရတယ်အဲ့လိုမျိုး3လုံးတော့ရပြီနော်4လုံးတော့ရပြီနော်ဒါမှမဟုတ်လေငါတို့ရပြီဟေး10လုံးဟေးအဲ့လိုမျိုးကြောင့်မှကျမကဟိုဘက်ကိုပြန်ပြောရဲတယ်ကျမမှလေအာမခံမပေးဘူးရဲဘော်တွေကိုနောက်တစ်ခုကကျမအဲ့လို line ပေါ်မှာအဲ့ဒါကြောင့်မို့လို့ကျမတိတ်ပြီးတော့လဲလူမသိတာပေါ့နော်အလုံးလုံးတဲ့ခါကြလို့ရှိရင်ကျမလူတိတိရှိမှလည်းအလူခံနေဆိုတာမရှိဘူးအဲ့လိုမျိုးတိတဲ့လူကနေမှတစ်စင်မိတ်ဆက်ပြီးလို့ပဲကျမလူတိရင်တိတော့မယ်မဟုတ်ရင်ကျမကိုလူတွေတိတ်လည်းမတိကြဘူးပေါ့နော်အဲ့လိုမျိုးနဲ့ထောက်ဖို့ပြန်ဖြစ်လာတယ်နောက်ဖြစ်လာတဲ့ခါကျတော့2023လောက်နှစ်ကုန်ပိုင်းလောက်ကြတော့ပေါ့နော်ကျမတို့ကျမတို့မြို့နယ်မှာကြတော့ဟိုပါပေါ့ကိုညီကေစေးတာဝန်ခံဆိုပြီးတော့ခန့်နေပေါ့နော်ကိုညီကေစေးတာဝန်ခံခန့်တဲ့ခါကျတော့အဲ့ဒါလည်းဒီအမေရိကအကူတယောက်ကပဲအမရဲ့လောက်ပါပေါ့ကျမအဲ့ဒါကိုမလုပ်ချင်ဘူးဆိုတာကကျမဒီမှာတော်လန်ကြီးကလုပ်နေတယ်ဆိုတော့ဒီမြို့နယ်ရဲ့တာဝန်တွေကိုကျမမထမ်းနိုင်ပါဆိုလို့ပြီးတော့ဒါကလည်းအခုလက်ရှိမှာမလိုသေးဘူးပေါ့နော်ပြီးမှလုံမှာပေါ့မဟုတ်သူကပြန်လဲထူထောင်ရေးကြလို့ရှိရင်ဒီပြန်လဲထူထောင်ရေးလုပ်တဲ့ခါကြလို့ရှိရင်ကျွန်တော်တို့ကသူများနဲ့ချိန်လဲနောက်ဆုံးအမရှိပဲပြန်ရောက်မှာအမနဲ့ပဲချိန်ရမှာအဲ့တော့အမကိုပဲကျွန်တော်တို့ကဒါတိုင်းချိန်ပြင်ပါတယ်အမအဲ့ဒီတာဝန်ကိုယူပါအဲ့ဒါကိုလုပ်ပါဆိုပြီးတော့အကိုတွေကလည်းတိုက်တွန်းတာနဲ့ကျွန်မလည်းအဲ့ဒီကုညီကတဲ့တာဝန်ကိုတော့ယူထားတယ်ပေါ့နော်အခုလက်ရှိမြို့နယ်မှာပေါ့ကုညီကကုညီကတဲ့တာဝန်ယူထားတယ်ဆိုပေမဲ့မလုပ်ဘူးလားဆိုတော့မြို့နယ်ကိုတော့ကျွန်မတော့မလုပ်ဖြစ်ပေမဲ့ဒီဘက်မှာကြတော့တောတွေကတက်လာတဲ့ရဲဘော်တွေစားစရာမရှိရင်လည်းကူညီတယ်နေစရာမရှိရင်လည်းကူညီတယ်လာမယ်ဆိုလမ်းစေးမရှိရင်လမ်းစေးအဲ့လိုမျိုးတွေလည်းကျွန်မလုပ်တယ်နောက်ဆိုကျွန်မအိမ်မှာထားတယ်အဲ့လိုမျိုးပေါ့နော်ကူညီကြတဲ့ရေးကိုကျွန်တော်တို့မျိုးနယ်မှာဓာတ်ရိုက်မလုံနိုင်တာတော့မှပဲကိုမျိုးနေရမှာမဟုတ်ဘူးဒီတောထဲမှာရဲဘော်တွေPDF လုပ်ခဲ့တဲ့ရဲဘော်တွေဒုက္ခရောက်လို့လာလို့ရှိရင်ဒီမှာထမင်းကျွေးတယ်အိမ်မှာနေစရာပေးထားတယ်အလုပ်တွေရှာပေးတယ်တခါတလေသွားကြလာကြမရှိလို့စပိန်နေပါတယ်ဆိုရင်လည်းကျွန်မစီစဉ်ပေးတယ်ဒါကကျွန်မဒီမှာကုညီကတဲ့နဲ့ပတ်သက်တဲ့အပိုင်းကဒီပိုင်းလေးတော့လုပ်နေတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒဏ်ရာရတဲ့သူတွေသူတို့ကဒဏ်ရာရလာတယ်သူတို့တက်ဖွဲ့ရနေပြီးတော့လဲဈေးဘိုးဝါကကိုလောက်ပဲတက်နိုင်ပြီးတော့သူတို့စားဖို့တောက်ဖို့လောက်ကိုအများကြီးမကူညီနိုင်ဘူးဆိုရင်လည်းဒီမှာနည်းနည်းပါအဲ့လိုချိတ်ပေးတာပေါ့နော်အမကြီးသူကတော့ဗာလေးတော့လိုနေတယ်အကိုကြီးသူကတော့ဗာလေးတော့လိုနေတယ်ဆိုရင်ဘယ်လိုပဲဖြစ်ဖြစ်မဟုတ်2000ရ3000ရအဲ့လိုမျိုးလေးတွေလည်းကျွန်မချိတ်ပေးတယ်ပေါ့နော်ဒါကျွန်မဒီဒေါ်လာရင်းမှာလုံနိုင်တဲ့အပိုင်းကိုကျွန်မအကုန်လုပ်တယ်လုံနိုင်တာထက်ကိုပို့သွားလိမ့်မယ်ကျွန်မပြောမယ်ဆိုရင်ကျွန်မမှာမိသားစုရှိတယ်သားတွေရှိတယ်ဒါပေမဲ့ကျွန်မကကြတော့ဘာဖြစ်နေလဲဆိုတော့မှန်တိုင်းပြောရရင်တော်လာရေးလုပ်နေတဲ့အတွက်ကျွန်မကမိသားစုဘက်မှာကြတော့အားနေသွားတယ်ကျွန်မမိသားစုကျွန်မအပြေးအဝအိမ်နောက်တောင်ကိုကျွန်မမထမ်းနိုင်ဘူးပေါ့နော်အဲ့ဒါတခုတော့ကျွန်မမှာကလက်ဟာချက်ရှိတယ်ပေါ့နော်ဒါပေမဲ့လည်းအမေစုပြောသလိုမျိုးဆိုလို့ရှိရင်အမေစုပြောရလေဘာကိုမစွတ်လို့နိုင်လောက်အောင်တန်ဖိုးထားလဲပေါ့ကိုတန်ဖိုးထားတဲ့အရာကိုဘလောက်ပဲခက်ခဲလုပ်ရမယ်လို့ဆိုတော့အမေစုရဲ့အဲ့ဒီစကားတစ်ခုနဲ့ကျွန်မခွန်အားယူပြီးတော့အမြဲတမ်းလုပ်တာပါကျွန်မတခုခုလိုလမ်းဆောင်ရောက်နေတယ်တခုခုကိုကျွန်မဆွလို့ရတော့မယ်တခုခုကိုကျွန်မလုပ်ရတော့မယ်ဆိုရင်အမေစုပြောတဲ့အဲ့ဒီစကားကိုကျွန်မအမြဲတမ်းစဉ်းစားတယ်ငါဘာကိုတန်ဖိုးထားလဲငါဘာကိုပို့ပြီးတော့ကျမဒီပရဟိတစိတ်လည်းရှိတယ်ကိုယ်နိုင်ငံကိုလည်းကောင်းစားစေခြင်းနဲ့ကိုလူမျိုးတွေကိုယ်နိုင်ငံလူတွေနောက်ကလေးငယ်တွေပေါ့နော်အဲ့လိုမျိုးလူတွေကိုကောင်းစေခြင်းနဲ့စိတ်ရှိတာဖြစ်တဲ့အတွက်အဲ့ဒါမလုပ်ဖဲနဲ့ပဲကိုမိသားစုနဲ့ပဲကိုအရေးပဲကိုတွေးပြီးတော့နေမလားပေါ့ဆိုကျမမနေနိုင်ဘူးအဲ့ဒါကိုကျမအမြဲတမ်းထက်ကပြန်စဉ်းစားတဲ့အတွက်ဒါကကျမတို့ကတေချာပြီးသားဖြစ်နေပြီပေါ့နော်ဒီတော်လှန်ရေးကိုလုပ်ရခြင်းအပြင်ဒီမင်းစုပြောတဲ့စကားကိုပဲအမြဲတမ်းချိန်ပြီးတော့ကျမတခုခုဆိုစဉ်းစားတယ်ခါကြရင်အရင်ပြင်မှန်းလာတဲ့ခါကျရင်ငါလှုပ်ချလိုက်တော့မယ်လို့စဉ်းစားတယ်ငါနေနိုင်မှာလားပြန်တွေးတယ်ကိုငါနေနိုင်မှာလားမနေနိုင်ဘူးโอเคမနေနိုင်ဘူးဆိုရင်ခက်ခဲပါစေငါဆက်သွားမယ်ဆိုပြီးတော့ဒီဒေါ်လာရေးမှာအခုချိန်ထိကျမအဲ့ဒီအမေစုစကားတစ်ခုနဲ့ပဲကျမဆက်ရှိနေရပါတော့။ဘာပဲပြောမိသားစုကလည်းအနားမှာရှိနေပြီးသားပဲလေဟိုတကွဲတပြားဖြစ်နေတဲ့လူတွေပြန်လုံးဝပြန်မတွေ့နိုင်တော့တဲ့လူတွေတောင်မှပဲအခြေအနေဆိုးတဲ့လူတွေတောင်မှပဲအများကြီးဖြစ်နေတဲ့အချိန်မှာငါကန်ကောင်းတယ်ငါမိသားစုကန်ကောင်းတယ်ဆိုသားတွေကိုလည်းအဲ့လိုမျိုးပေါ့နော်ဘာပဲဖြစ်သားတောက်ပဲဖြစ်သားတို့ကရွေးချယ်ခွင့်ရှိတယ်တော်ရရကလေးကရွေးချယ်ခွင့်မရှိဘူးသားတို့ကအမေခေါ်လို့ရတည်တယ်တော်ရရကလေးတွေမှာအမေလို့ခေါ်ခွင့်မရတဲ့ကလေးတွေရှိတယ်အမေနဲ့တအိမ်နဲ့တမိုးအောင်မနေရတဲ့ကလေးတွေရှိတယ်ဆိုပြီးတော့တော်ရရကလေးတွေကြပြန်တော့လဲတချို့တွေကကိုသားအရွယ်လေးတွေ
ကိုမောင်ရွယ်လေးတွေဆိုတော့အဲ့လိုဟာမျိုးလေးတွေကကျွန်တော်လည်းကိုချင်းစားတယ်တနာတယ်။အော်ဘာပဲပြောသူတို့မနိုင်တဲ့ဝင်သူတို့အသက်တွေနဲ့မမျှဘဲနဲ့ကြော်လည်းရေးထဲမှာပါနေရတာအဲ့တော့သူတို့လူငယ်တွေတောင်မှဆွန့်လွတ်စွာလုံနိုင်ကိုတေကန်ဒီအသက်ကြီးတွေကဘာလို့မလုံနိုင်ရမှာလဲဆိုတော့ခွန်အားလဲသူတို့ကြည့်ပြီးတော့လဲကိုကခွန်အားပြန်ယူရတာပေါ့နော်အဲ့လိုမျိုးလေးတွေနဲ့ပဲဒီဒေါ်လာရေးထဲမှာကျွန်မဆက်ပြီးတော့ရှိနေတယ်အဆုံးထိလဲဆက်သွားမယ်တခါတလေကြာလို့ရှိရင် line ပေါ်မှာပေါ့နော်အဲ့လိုမျိုးစိတ်ညစ်စရာတွေရန်ဖြစ်တာတွေဘာတွေတွေ့လဲတခါတလေကြာရင်တော့တော်တော်စိတ်ရှုပ်တယ်ပြီးခဲ့တဲ့တပတ်လောက်ကဆိုလို့ရှိရင်ကျွန်မတော်တော်လေးစိတ်ညစ်ပြီးတော့ဘာမှလည်းမလုပ်ဘဲမှလည်းမသွားခြင်းအဲ့လိုမျိုးပဲပေါ့နော်လုံးဝယူသမီးဆိုလဲကျွန်မအဲ့လိုမစားနိုင်ဘူးမအိတ်နိုင်အဲ့လိုဖြစ်နေတာအဲ့ဒါအခုနောက်ပိုင်းညဘက်ဟိုတရားလေးနာနာပြီးတော့အိတ်တာနှစ်ညရှိပြီအဲ့ကြမှာနည်းနည်းကျွန်မအိတ်ပြောပြီးတော့စိတ်ကလည်းနည်းနည်းပြန်ကောင်းလာတယ်နောက်တစ်ခုကတခုဆိုရင်ကျွန်မအလုံးလုံးနေရမှာလူဆိုတော့လေအဲ့ဒါအခုနောက်ပိုင်းတော့အခုဘာဖြစ်လဲအခုမဲဆောက်မှာကြတော့ကျွန်မတို့ရေတဲ့တပုံလုံနေတယ်ပေါ့အဲ့လိုပြောမှာပေါ့ရေးတဲ့တပုံပေးရှိတယ်ကျမတို့ပထမဆုံးကျမဒီရန်ကုန်မှာစပြီးတော့တွဲခဲ့တဲ့အဖွဲ့ပဲပေါ့နော်မြကြီးလုံတုံးကတွဲခဲ့တဲ့အဖွဲ့ပဲအဲ့ဒီအကူတွေကရေဒီပါတယ်ဟိုဘက်ကဟိုရေပို့တယ်ဆိုလို့ရှိရင်ဟိုဘက်ကမှာကရေတွေကတောက်ရတဲ့အဆင့်အထိရေတန်းဆက်တည်ထားတယ်မှာရင်ဒါပေမဲ့တောက်ရတဲ့အဆင့်အထိရေကမရဘူးမရတဲ့ခါကျတော့ရေအပိတ်လောင်းဖို့လောက်ပဲရတယ်ထုံးတက်တွေအများများတယ်များတော့ကလေးတွေကကြောက်ကတ်တွေဖြစ်တယ်ရဲဘော်တွေမဟုတ်ပါဘူးဒီဟိုဟာတွေရောပေါ့ဟိုစစ်ဆောင်တွေရောပေါ့နော်ကြောက်ကတ်တွေဖြစ်ကြတယ်ငှက်ဖျားယောဂဖြစ်ကြဝင်သွားကြအဲ့လိုမျိုးဖြစ်ကြတယ်ပေါ့နော်ဆိုတဲ့ခါကျတော့အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ရေတန်းဒီကနေပို့ရင်1လီတာဘူးတွေဟိုလီတာဘူးတွေကိုအစ်စ်ဝယ်ပြီးပို့လို့ရှိရင်သူက2500ရှိတယ်ရေ2500ကိုကားနဲ့ဘာနဲ့ဆို4000လောက်ကုန်တယ်ရေတန်းကီလို100ပေါ့နော်4000လောက်ကုန်မဲ့ဟာကိုမကုန်အောင်လို့ကျမတို့ကဘာလုပ်လဲဆိုတော့ရေတံဘူးတွေကိုဟိုတယ်တွေစားတောက်ဆိုင်တွေမှာရေတံဘူးတွေကိုကျမတို့ပေးပါရေတံဘူးတွေတီးတန့်လိုချင်ပါတယ်ဆိုပြီးတော့အဟောင်းတွေကိုလိုက်စုတယ်စုပြီးတော့အဲ့ဒါကိုစပြတဲ့တေချာစေးရေနဲ့တေချာနဲ့ထပ်သုံးတဲ့ပြန်စေးပြီးတော့မှဒီရေလီတာဘယ်လိုပြောမလဲလီတာ20ဘူးကြီးတွေဝယ်တဘူး30ပဲရှိတယ်အဲ့လီတာ30ဘူးကြီးတွေကနေပြီးတော့ပြန်ဖြည့်ပြီးတော့မှပကန်းကိုပို့အဲ့ဒါတွေလောက်တာပေါ့နော်မနေ့ကဆိုလို့ရှိရင်ကျမဒီဘက်မှာမနက်9နာရီတည်းဒီမှာလဲကျောင်းလေးစာတင်ကျောင်းလေးလည်းရှိတယ်ကျွန်တော်တို့ရက်ကွက်ထဲမှာကျွန်မကကြတော့ရောက်တဲ့နေရာနေတဲ့နေရာမှာဟိုကိုနေတဲ့ပတ်ဝန်းကျင်ကိုအကျိုးပြုခြင်းတဲ့သူပေါ့နော်ဆိုတဲ့အခါကျတော့ကျွန်မရောက်တဲ့နေရာမှာဒီနေရာမှာပရာဟိတအနေနဲ့ကြတော့ညနေ9နာရီကနေပြီးတော့ည9နာရီထိဒီမှာညကျောင်းလေးရှိတယ်အဲ့ဒီမှာကျွန်မပရာဟိတစာသွားကုတင်တယ်အဲ့လိုမျိုးဝိုင်းကုတင်တယ်အားရချက်ဆိုတော်တင်ပေးတယ်ပေါ့နော်ပြီးသွားရင်မနေ့ကဆိုကျောင်းစင်းပွဲလုပ်တော့မနက်9နာရီလောက်ကလေးကကျွန်မအဲ့ကျောင်းစင်းပွဲကိုသွားပြီးတော့12နာရီလောက်ကြာတော့ကျွန်မရေသွားဆေးတယ်ရေတံမှုသွားဆေးတယ်ဆေးပြီးတော့ညနေ9နာရီခွဲတော့ရေတံမှုဆေးပြီးသွားတော့ရေတံမှုဆေးပြီးသားကိုဒီထဲဖို့အိတ်တွေမရှိလို့ပလက်ဟိုဆလာအိတ်တွေမရှိတော့ငကိုနေခဲ့တဲ့ရက်ကွက်ကအိမ်ဒီမှာလိုက်ပတ်တောင်းတယ်လိုက်ပတ်တောင်းပြီးတော့အိတ်တွေပေးခဲ့ပြီးတော့မှအဲ့ဒါပြန်လာတော့မိုးရရွာနေလမ်းမှာမိုးရွာကြီးတွေပြန်လာအိမ်ရောက်ပြီးတော့ရေမိုးချုပ်ပြီးခေါင်းလေးတုပ်ပြီးတော့ဖုန်းလေးကောက်ကလိုက်ဖုန်းကတနေ့ကိုမကန်ပြစ်ဘူးဖုန်းလေးကောက်ကလိုက်တဲ့ခါကျတော့တငယ်ချင်းကိုလှမ်းပြောတယ်ကောက်ကင်ပြီးတော့ဘာလို့လဲဓစားလို့တယ်မုံတွေပါလို့တယ်ပေါ့နော်ကိုကစဉ်းစားမိတာပေါ့နော်အော်ရေတက်ကြီးပဲသွားပို့လို့ရတယ်ရေတက်ရှိတယ်နောက်အာဟာရဆန်တွေရှိတယ်ပေါ့နော်အဲ့ဒါကြီးပဲသွားပို့ရင်ကလေးတွေကိုသွားရင်မုံလေးပါလေးကျွေးကျင်လိုက်တာဆိုပြီးတော့တငယ်ချင်းကိုလှမ်းပြောတငယ်ချင်းကမုံတွေဓစားလေးတွေလည်းလိုချင်တယ်ဆိုတော့တငယ်ချင်းကဟဲ့ငါ့ချင်မအဝတ်စားနဲ့မုံကြီးလာယူဆိုတော့အဲ့ဒါတခါစပိန်နဲ့ကျွန်မထွက်သွားသမီးမစားပြန်လာတော့မှအဲ့ဒါသူကဓစားကလည်း၄ဖာရတယ်မနေ့ကပြန်လာတော့မှသမီးစားတော့9နာရီခွဲနေပြီ9နာရီခွဲမှာမနက်9နာရီည9နာရီခွဲမှာကျွန်မအိမ်လုံးတစ်ခုမှမလုပ်လိုက်ရဘူးအဲ့ဒါအိမ်ကလည်းမကြောက်ကန်ချတော့မယ်လို့ကျွန်မအဲ့လိုမျိုးတောက်ချောက်ကတော့ဒီလိုမျိုးသွားနေရပဲအခုဒီမှာအဲ့ကလေးလေးဆိုလဲဒါသူတို့ဟိုဘက်ကမှနေတဲ့ကလေးလေးပဲတစ်ခုကိုတက်နိုင်ကျွန်မတစ်ခုလုပ်ပေးနိုင်လုပ်ပေးတယ်အဲ့လိုမျိုးပေါ့နော်ကိုနိုင်တဲ့အားကတော့ကိုအိမ်မှာထားလို့ရတယ်ထမင်းကျွေးပေးလို့ရတယ်လမ်းကြောင်းရှာပေးလို့ရတယ်ပေါ့နော်အလုံးလုံးချင်တဲ့သူဆိုလဲအလုံးလုံးချင်တဲ့လမ်းကြောင်းပေါ့ကြောက်တက်ချင်တဲ့သူဆိုလဲကြောက်တက်ချင်တဲ့လမ်းကြောင်းပေါ့အဲ့ဒါလေးလေနိုင်တဲ့လောက်လုပ်နေတာပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်မအဲ့ဒါတွေကို line ပေါ်မှာတက်ပြီးပြောတာထုံးစံသိမ့်မရှိဘူးအဲ့လိုပဲကိုနိုင်ရလေးပဲလုပ်နေတာဆိုကိုနဲ့ပေါ့နော်ဘာကြောင့်ကိုနဲ့လုပ်တာလဲဆိုအဲ့လိုမျိုးပေါ့ခုနလိုအပေါင်းအသင်းအများကြီးမရှိဘူး background အများကြီးမရှိဘူးကိုတယောက်တည်းအားနဲ့ယုံနေတာနောက်တစ်ခုကကျမကငကိုတုံးကတော့တစ်ခါတလေကြားလို့ရှိရင်ပေါ့နော်ဟို main ကလေးတွေစုလိုက်လို့ရှိရင်ကျမတို့အားတစ်ခုဖြစ်လာမလားဆိုပြီးတစ်ခါတလေကြားရင်ကျမဟိုပေါင်းကြည့်တယ်ပေါ့နော်အခါကြလို့ရှိရင်နည်းနည်းအဆင်မပြေဘူးဆိုတော့လောက်တာနည်းနည်းပြောတာများကြီးဖြစ်တဲ့ခါကျတော့ကျမလည်းအာယုံနောက်တယ်ဆိုပြီးတော့တယောက်တည်းပဲသွားနေတော့တယ်တယောက်တည်းသွားနေတာဒီကျမကမဟုတ်တာလုပ်ချင်လို့သွားနေရမဟုတ်ဘူးကျမလိမ့်ပြလုံးနဲ့ကျမစိတ်ရှင်းနဲ့လုံနိုင်တယ်လုံနိုင်တာထက်လည်းပိုလုံမယ်ပြီးလို့ရှိရင်လည်းကျမလုတ်သမျှဟာကိုကျမကအာမလည်းခံနိုင်တယ်ရှင်းလဲရှင်းနိုင်တယ်အဲ့လိုမျိုးပေါ့နော်ဘာပဲပြောနောက်တစ်ခုကကျမတယောက်ပဲဒုက္ခရောက်လဲကျမတယောက်ဒုက္ခရောက်မှာကျမပုံဝင်လေးပြောလို့ရတယ်ကွာသွားတယ်လာတယ်ဆိုတော့အဲ့လိုမျိုးပေါ့ဟိုတခြားလူပါနေလို့ရှိရင်အဲ့ဒီလူရဲ့အသက်အန္တရာယ်ကိုပဲကျမစိတ်ပူနေရပါရှိရမလားဆိုတော့ကျမကတော့တည်ကြီးပဲကျမသွားပြီဆိုလို့ရှိရင်တေဝါလဲတေဝါပြီဒီချိန်မှာကျမတေဝါလဲကျမနောင်တမရဘူးဘာကြောင့်လဲဆိုတော့ကျမမဟုတ်တာမလုပ်ဘူးဆိုတဲ့အတွက်
တင်လဲကျမသိလို့ရပြီဆိုတဲ့စိတ်နဲ့ပဲသွားတာဖြစ်တဲ့အတွက်နည်းနည်းတော့စိတ်ပို့ပေါ့တာပေါ့နော်အများနဲ့တွဲလောက်တာတဲ့ဆိုင်စိတ်ပို့ပေါ့ပါပို့ရှိတယ်တယောက်တည်းလောက်ရတာဟုတ်မှာကဲမနေ့ကပြောတာတော်တော်လေးပြည့်စုံပါတယ်ဆိုတော့တခုရှိတာကတော့ဒီလိုမျိုးပေါ့အခုဒေါ်လာရေးကာလလည်းဖြစ်နေသေးတယ်ပြီးတော့အခုဒေါ်လာရေးက9နှစ်ကာလလည်းဖြစ်ပြီပေါ့နော်ဖြစ်ပြီဆိုတော့ပြဿနာပေါင်းကလည်းတော်တော်လေးများတယ်ပေါ့နော်များတော့ကျွန်တော်တို့လည်းဘာဖြစ်လာလဲဆိုတော့အခုအဓိကပြောချင်တာတော့ဒီ campaign တွေပေါ့နော်လောက်တော့ campaign တွေတော်တော်များများမပြည့်မီဘူးဒါပေမဲ့ထူးခြားခြားဒီ campaign တွေကပွင့်လင်းပြတယ် Matthew ကလည်းစေတနာမှန်တယ်တော့မနေ့ကလည်းတကယ်လှုပ်ရှားနေတယ်ကျွန်တော်ကလည်းချိတ်ဆက်မှုတွေရှိလာတဲ့အတွက်ကြောင့်မို့လို့ campaign ကအောင်မြင်တယ်ပေါ့ဒီလိုပြောလို့ရတယ်နံပါတ်1အောင်မြင်တယ်ဆိုတော့အဲ့အတွက်လည်းဒီ campaign ကို run ပေးတဲ့လူတွေရောဒီ campaign ကိုယုံကြည်နဲ့ဝိုင်းပြီးတော့ဒီ dollar ရေးအတွက်ကိုထောက်ပို့ကြတဲ့လူတွေတဦးတယောက်ချင်းတိုင်းကိုကျွန်တော်ဒီကနေပြီးတော့ကျေးဇူးတင်ကြအောင်ပြောချင်တယ်နောက်ပြီးကြတော့မနေ့ကစနလိုမျိုးအသက်ကိုပဓာနာမထားဘဲနဲ့အမျိုးသမီးလေးတယောက်ဖြစ်တယ်ပြီးတော့လည်းစနလိုမျိုးတကယ်ရဲဘော်တွေရဲ့ရှိတဲ့နေရာကိုကိုယ်တိုင်ကိုယ်ကြမျက်စိနဲ့တီးတီးကြကြနဲ့မြင်အောင်ပြီးတော့စနလိုမျိုးမြေပြင်ကိုရဲဝန်းနဲ့စွန့်စားနဲ့တွားတယ်ပေါ့နော်စွန့်စားတွားတယ်အဲ့အတွက်လည်းကျွန်တော်တို့ဒေသကုန်ယူပါတယ်ဆိုတော့နောက်တစ်ခုကတော့ဒီဒေါ်လာရေးကာလတည်းဖြစ်တယ်နောက်တစ်ချက်ကအခုဒီ9နှစ်ပေါ့နော်9နှစ်ကာလဒါထပ်ပြီးတော့ကြာလာပြီပေါ့နော်ကြာလာတဲ့အခါကျတော့ကျွန်တော်တို့ကဒေါ်လာရေးရပြောမယ်ဆိုတော့မနေ့ကတည်းကကျွန်တော်ပြီးကျင်တာပဲဒါအမှန်တမ်းပြောမယ်ဒါပေမဲ့မြေပြင်ရဲ့အခြေအနေနဲ့မနှွေဦးကြုံတွေ့နေရတဲ့အခြေအနေဆိုတော့ဒီတကယ်ရှေ့တန်းမှာတိုက်နေရတယ်ဒီရဲဘော် PDF တွေပေါ့နော်ဒါရဲဘော်တွေရှိနေတာပေါ့နော်ဆိုတော့သူတို့ရဲ့လိုအပ်ချက်တွေကတော့မနှွေဦးကနေပါတစ်စင်ပဲကျွန်တော်ဒီစကားတွေရောအမှန်တရားရောကျွန်တော်သိရမှာဘာလို့ဆိုတော့ကျွန်တော်တို့အနေနဲ့လိုင်းပေါ်မှာမြင်နေရတာဆိုပေမဲ့ရဲဘော်တွေရဲ့တကယ်စိတ်ခံစားချက်နဲ့တကယ်လိုအပ်ချက်တွေကသူတို့တွေကလုံခြုံရေးရရောသူတို့ကိုကူညီပေးဖို့ရရောသူတို့မှာခက်ခဲတွေရှိတယ်ဒါလည်းကျွန်တော်နားလည်ထားတယ်ဆိုတော့အဲ့အတွက်တကယ်တမ်းပြောဆို Messenger ပုံစံမျိုးပေါ့နော်တကယ်လိုမျိုးပေါ့တကယ်လိုအပ်ချက်တွေကိုမနေဘူးပါပဲကျွန်တော်တို့တင်ပြလို့ကျွန်တော်တို့ကဒီရဲဝန်းနဲ့ဒီလို campaign တွေကို run နိုင်တာဖြစ်ပါတယ်ဆိုတော့ဒါဒေါ်လာရေးရဲ့တကယ်အနှစ်သာရတစ်ခုကဒီအချက်ပဲကျွန်တော်တို့ထောက်ပို့တွေရဲ့လုံနိုင်တဲ့အားတော့ဒါပဲဆိုတော့ဒါပေမဲ့ကျွန်တော်တို့ campaign တချို့ရဲ့မပြည့်မီတဲ့အပေါ်မှာလိုင်းကြပါတင်တယ် campaign တချို့ရဲ့မပြည့်မီတဲ့အပေါ်မှာလည်းကျွန်တော်တို့ကစိတ်မကောင်းဘူးဒါပေမဲ့ကျွန်တော်တို့နီးလန်းနေတော့ကျွန်တော်တို့ရှာပေးနေတယ်ဆိုတော့အားဖြည့်ပေးတယ်ပေါ့နော်ဆိုတော့အဲ့ဒီချက်ပါဟုတ်ကဲ့တစ်ချက်နောက်ပြီးတော့စနလိုမျိုးကြောက်ကက်တွေဖြစ်တယ်ဆိုတာကျွန်တော်လည်းသိထားတာကြာပြီဆိုတော့ဒီလိုမျိုးပေါ့နော်အခုဒါအသိမကြသေးဘူးမေစုရဲ့သားခင်ပေါ့နော်ခင်ကလည်းကျွန်တော်တို့ဒီ US မှာရောတခြားဒီနိုင်ငံတွေမှာရောပဲပေါ့နော်ဒါသူအလူငွေတွေတော်တော်များများရပြီးတော့ကူညီပေးနေရတယ်ကျွန်တော်တွေ့ရတယ်ဆိုတော့တွေ့ရတယ်ဆိုတော့အစင်းပေါ့စနလိုမျိုးပေါ့ဖြတ်ခနဲ့ဆိုကျွန်တော်တွေးမိတာပါကျွန်တော်တွေ့ပေါ့နော်ကျွန်တော်ဗာစဉ်းစားလဲဆိုတော့ဒီလိုမျိုးရေရခက်ခဲနေလို့ရှိရင်ကျွန်တော်ဘာဖြစ်လို့ထိုင်းဆိုကနေတေချာစကားပြောပြီးတော့ပိုက်ဘာကြောင့်လို့မတွေ့နိုင်တာလို့ပေါ့အဲ့တခုကိုကျွန်တော်စဉ်းစားတာတောက်ဖို့အတွက်တိတက်ရေချိုးဖို့မဟုတ်ဘူးဟုတ်ပြီလားဆိုတော့တောက်ဖို့အတွက်တောက်ရေကိုပဲကျွန်တော်ရေပိုက်တွေ့လိုက်မယ်ဆိုလို့ရှိရင်ဂါလန်ဘလောက်ကိုကျွန်တော်ကြားနိုင်တယ်အဲ့ဒါကိုထားလိုက်ပါတော့ကိုလင်းတို့မက်ချစ်သူတို့လည်းဒါရောင်နီနဲ့လုံနေကြတာကျွန်တော်တို့သိတယ်အဲ့ပွဲမှာလည်းမက်ဖြူတို့လည်းတွားရင်အဲ့မှာသူတို့ပြတဲ့ slide show တွေမှာပါပါတယ်ဒါ issue တစ်ခုနဲ့ပြောပြတာပေါ့နော်ဒါပါဆိုလူကကျွန်တော်ရေသက်မှုလို့တယ်ကျွန်တော်ခန္ဓာကိုယ်ကြီးတဲ့ဝင်မဲ့ရေဟုတ်ပြီလားနော်အရန်ကြီး alkaline ကောင်းတဲ့ညံရည်တွေအုံနောက်တွေအရန်ကောင်းတဲ့ဟာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ရေသက်မှုအတွက်ကနံပါတ်1ကအရေးကြီးတဲ့ priority ဖြစ်နေဆိုတော့ဒီကိစ္စကကျွန်တော်ဒါကိုedit လုပ်ပြီးတော့နှင်းလို့ရှိရင်ဒီဟာကိုတိသက်ထပ်ပြီးတော့ modify လုပ်ပြီးတော့လူတွေကိုတေချာလေးနားလည်အောင်လို့ဒါဘလောက်ရေးကြည့်နေလဲဆိုတာကိုကျွန်တော် message ပေးခြင်းတယ်ပြီးတော့လည်းဟိုဘက်မှာလည်းထိုင်းမှာလည်းကျွန်တော်တို့ကိုထိုင်းကပြောမှဆိုကျေးဇူးတင်တယ်ဒါကြီးကနေကျွန်တော် thank you ကျေးဇူးလက်တင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ online နဲ့ပတ်သက်တဲ့လူတွေကိုနေထိုင်ခွင့်နေပေးတယ်နောက်ဆုံးတတိယနိုင်ငံကိုသွားမယ်ဆိုတော့သွားလို့ရအောင် UNHCR နဲ့သူတို့တွေခွင့်ပြုပြီးတော့ထိုင်းကနေလွှတ်ပေးတယ်ကျွန်တော်တို့ကိုယ်တိုင်ဒါထိုင်းကလာခဲ့ကြတာပါเนาะဆိုတော့အဲ့ကြတော့ထိုင်းရဲ့ကျေးဇူးလည်းတင်သလိုထိုင်းတွေကလူသားချင်းစာနာမှုနဲ့ဆောနာပါကျွန်တော်တို့စစ်ဆောင်တွေကိုလည်းကူညီပေးပါပြီးတော့ဆောနာလိုမျိုးဒီရေဒုက္ခရောက်နေတဲ့အခက်အခဲတွေမှာလည်းကျွန်တော်တို့ကဒီဘက်မှာရှိတဲ့ NUG ရောပြီးတော့အဲ့မှာရှိတဲ့ကျွန်တော် ER ကိုဒါအဓိကတော့ KNU ပေါ့နော် KNU မှာရှိတဲ့ထပ်ပိုင်းကလူတွေကလည်းဒီကိစ္စကိုဖြည့်ရှင်းပေးဖို့ကူညီပေးဖို့ကျွန်တော်ဒီကနေတောင်းဆိုချင်တယ်ဆိုတော့ကူညီပေးနိုင်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ဆိုတော့နောက်တစ်ချက်ကကြတော့မနေဘူးကအခုထပ်ပြီးတော့ကျွန်တော်တို့တင်ပြဖို့လိုတာကကြတော့ဒီနေ့မှာရှိတဲ့ရဲဘော်တွေရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေအခုဒီ9နှစ်ကျော်ကာလမှာဘာတွေလိုအပ်ချက်ရှိနေသေးတယ်နောက်သူတို့ရဲ့ရည်ဖွင့်စကားလေးတွေကျွန်တော်တို့ဒီ campaign နဲ့တူပြောပြပေးပါဟုတ်မိမရှိနေတဲ့ရဲဘော်တွေကသူတို့ကဘာမှမလုပ်သူတို့တော်လိုင်းပြီးချင်တာပဲတည်တယ်သူတို့ကတိုက်ချင်တယ်မြင်မြန်လဲပြီးချင်တယ်မြင်မြန်အိမ်ပြန်ချင်ကြတယ်
သူတို့လည်းဒီတိုင်းပဲအသက်ကိုပဓာနမထားဘူးတိုက်ရင်းနဲ့သူတို့တည်သွားရင်တည်သွားပါစေပြည်သူတွေမြန်ငြိမ်းချမ်းဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကမိသားစုတွေပြန်ပြီးတော့စုံစည်းဖို့လိုတယ်ပေါ့နော်ဆိုတော့စိတ်ဆန္ဒတွေသူတို့ချစ်ရသူတွေနဲ့အတူပြန်နေခြင်းနဲ့သူတို့ငကိုသူတို့ရှိခဲ့တဲ့ပတ်ဝန်းကျင်ကိုသူတို့ပြန်သွားကျင်ကြတယ်ပေါ့နော်9နှစ်လည်းကြာလာပြီဆိုတော့အိမ်ကိုလွမ်းကြတယ်ပေါ့နော်ဒါပေမဲ့ဒီတော်လန်ရေးမှာကကြတော့မြန်ပြီးဖို့ဆိုတာကလည်းမလွယ်ဘူးတော်လန်ရေးကလည်းတကယ်ပဲပတ်ဆက်ဖြစ်နေတာလေနော်ပတ်ဆက်ခင်းနေတာတိုက်ပွဲတစ်ခုတိုက်မယ်ဆိုလို့ရှိရင်အဓိကလိုအပ်တာကြီးစံနေလို့တဲ့ရဲဘော်တွေကဘယ်လောက်ထိတောင်ပြောလဲဆိုတော့ကြီးကားတွေအုတ်ထုပ်တွေဆိုတာတဲ့ယူနီဖောင်းလို့ပါလို့ဆိုတာတဲ့သူတို့ပြောချင်တာပေါ့နော်အဓိကကြီးကာနဲ့ကြီးကာအုတ်ထုပ်နဲ့ပြီးလို့ရှိရင်နံပါတ်1အရေးကြီးတာကြီးစံပေါ့ဆိုတော့အဲ့ဒီမဟုတ်ကွာနံပါတ်1အရေးကြီးတာကြီးစံပေါ့နော်ဖုန်းကခေါ်နေလို့အဲ့ဆိုတော့သူတို့အဲ့ဒါတွေကသူတို့ပေးနောက်တစ်ခုကထမင်းအစားအသောက်ဆိုလို့ရှိရင်လည်းသူတို့ကလေနှစ်ပဲဒူးစားငပိကြုံနဲ့စားပြီးတော့မှသူတို့တိုက်ပါမယ်ဥပမာပေါ့အခုကျမတို့တော်တော်များများလေမြေပြင်မှာပေါ့နော်လူတွေကလေလှူတယ်မွေးနေ့အတွက်ဟင်းတစ်နက်စာလှူပါတယ်အဲ့လိုလှူတဲ့ခါကြရင်လေဟာကွာငါတို့ဟင်းသားမလှူပဲအဲ့ဒါကြီးစံဝယ်ပေးလိုက်ပါလားသူကလေးအဲ့လိုမျိုးကြည်လားကြီးစံပေးလိုက်ပါလားသူတို့အဲ့လိုမျိုးဘယ်လိုပြောမလဲသူတို့မှာလက်နက်အပြည့်စုံရှိတယ်ဆိုရင်သူတို့ဖြစ်အားတာတယ်ဆိုရင်သူတို့ကအောင်စိတ်ပုံများတယ်ပေါ့နော်သူတို့လက်နက်မပြည့်မစုံချို့တက်နေတယ်လက်နက်တွေကလည်းအကောင်းမဟုတ်ဘူးပျက်စီးနေတယ်အဲ့လိုမျိုးတွေနဲ့သွားတဲ့ခါကျတော့မသွားဘူးလားဆိုတော့သွားတယ်သွားပြီးလို့ရှိရင်သူကရန်သူလက်နက်ကိုလက်နက်လုံးမယ်ဆိုပြီးတော့လဲရှေ့ကိုတက်ပြီးတော့လဲတိုက်ကြတယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့နော်ပို့ပြီးတော့မှဒီသူတို့ကိုပြည့်ပြည့်စုံစုံလေးလုပ်ပြီးအဲ့လိုတိုက်ခိုက်နဲ့ပတ်သက်တဲ့တိုက်ခိုက်ပစ္စည်းတွေအဓိကတော့ဆေးပစ္စည်းတွေပေါ့နော်အဲ့လိုမျိုးတွေပြည့်ပြည့်စုံစုံနဲ့လုပ်ပေးတယ်ဆိုရင်သူတို့ကပို့ပြီးတော့လို့ကောင်းတာပေါ့လိုအပ်နေတာကတော့ဒီစားနပ်ရိက္ခာဆိုလဲခုနောက်ပိုင်းကတော့ငကိုတော့စားနပ်ရိက္ခာပူစရာမလိုအများအားအထောက်ပံ့နေရအများကြီးရှိတယ်ဆိုလို့လေခုနောက်ပိုင်းကတော့စားနပ်ရိက္ခာအစခက်ခဲလာကြတယ်ဟိုသူတို့ဆိုရင်ထောက်ဖို့ထီလေးတွေပါလေးတွေရောင်းကြတယ်တလောက်ကျမတို့စခန်းမှာဆိုရင်တော့မှတလောက်စံအိတ်30ကုန်တယ်နော်စံအိတ်30ကုန်တဲ့ဟာကိုကျွန်တော်တို့ကရှာနိုင်တာကအိတ်20ဘူးလောက်ပဲရှာနိုင်တယ်ဆိုရင်10အိတ်ဘူးလောက်ကကျွန်တော်တို့အကျွေးတင်တယ်အဲ့တော့အခုတော်လိုင်းကြီးမှာတက်ဖွဲ့တွေမှာလည်းအကျွေးတွေနဲ့ဖြစ်နေအောင်နော်အဲ့တော့အဲ့ဒီအကျွေးတွေတင်တယ်ဆိုပြီးလူကြီးတွေကပြောလို့ရှိရင်လည်းရဲဘော်တွေကပို့ပြီးတော့စိတ်နေရတာပေါ့နော်စစ်တိုက်တာကောင်းကောင်းမတိုက်ရဘူးဒီအစည်းအဝေးတွေဘာတွေလုပ်ပြီးဆိုလို့ရှိရင်အဓိကတော့အကျွေးတွေကဘယ်လောက်တင်နေတာဘာတွေကတော့ပျက်စီးနေတာဘာတွေကတော့မလောက်ငါဘူးဆိုတဲ့ဟာမျိုးတွေကြားလို့ရှိရင်တခါကျရင်ရဲဘော်တွေကစိတ်ညစ်ကြတာပေါ့စိတ်ညစ်တယ်အဲ့ခါကျတော့သူတို့ကဘာဖြစ်ချင်တာတော့ဆိုတော့တကယ်ပဲကြာလာလေသူတို့ရဲ့ရေပေါ်တငယ်ချင်းတွေဘေးကတငယ်ချင်းတွေပျောက်သွားကြတယ်ဟလာပြတ်သွားကြတယ်ထွက်သွားကြတယ်ဆိုတဲ့ဟာမျိုးတွေလည်းသူတို့မလိုချင်တော့ဘူးအဲ့တော့မြန်ပြီးချင်တယ်စပိုတွေအဲ့လိုမျိုးပေါ့နော်ဒီလက်နက်ကြီးစံနဲ့ပတ်သက်တဲ့ဟာတွေကိုတည်တည်ကြလေးစနစ်တကျနဲ့ပြည့်စုံလေးစပိုလုပ်ပေးနိုင်တယ်ဆိုလို့ရှိရင်သူတို့ကအဲ့ဒါလိုအပ်တယ်ပေါ့နော်စားတဲ့တောက်တာကတော့ဘယ်လိုပဲဖြစ်ဖြစ်သူတို့ခက်ခက်ခဲခဲလဲသူတို့စားနိုင်တယ်ဟိုပြည့်စုံမရှိလဲအဓိကတော့ဆန်နဲ့ဒီစီတို့ပါလို့ရှိရင်ရပြီเนาะဆန်စီစားပေါ့ဒါလေးခြေခံဟာပြည့်စုံရပြီအသားဟင်းစားရမှာမဟုတ်ဘူးအဲ့ဒီအသားဟင်းစားဖို့အတွက်သူတို့ကြည်စံပြီးသူတို့ကအဲ့လိုမျိုးနောက်တစ်ခုကကြတော့ဘာဖြစ်လဲဆိုတော့တချို့ကကြတော့ဒဏ်ရာတွေရှိကြတယ်ဒဏ်ရာတွေရှိတယ်ဆိုတာကတော့ဟိုတော်လိုင်းကြီးထဲမှာကိုယ့်ထက်အထက်အရာရှိတွေကကိုယ့်ထက်အကြီးကဲတွေကမမျှတတာတွေပေါ့နော်ဥပမာပေါ့သူတို့ကြတော့ဟိုဆက်လက်အဖြူတောက်ပြီးတော့ရဲဘော်တွေကြတော့ဖက်ချမ်းတောင်မတိုက်ဖဲနဲ့ကိုပဲသိတယ်မလားတောက်စားနေတာတွေမြင်ကြတော့သူတို့တွေကခိုင်ကြရင်ဒီတော်လှန်ရေးလုပ်ရတာတန်ရက်လားလို့စဉ်းစားကြတဲ့ရဲဘော်တွေရှိတယ်ဘာဖြစ်လို့အခွင့်ထူးခံကြတာကိုအဲ့လိုအခွင့်ထူးခံတဲ့လူတွေကိုတွေ့လို့ရှိရင်သူတို့ကအခါကျတော့ကျမကမြေပြင်မှာရှိနေတဲ့အချိန်တုန်းကဆိုလို့ရှိရင်ခဏရဲဘော်တွေကကျမကိုရင်ဖွင့်ကြတယ်တာတော့ခြင်းနေတာအပြင်ထွက်လိုက်ခြင်းပြီးမလုပ်ချင်တော့ဘူးဘာဖြစ်လို့လဲလို့မေးလို့ရှိရင်အဲ့လိုမျိုးပေါ့နော်ဓာတ်တူညီများမရှိလို့ပါညာဆိုရင်ကျမသူအဲ့လိုမျိုးသူတို့ပို့ပြီးတော့ရွတ်တာပေါ့လူငယ်တွေဆိုတာသိရမလားအိမ်မနေအောင်မှသူတို့ဒါမလုပ်နဲ့ဆိုရင်သူတို့ပို့လုပ်ကြရလေအဲ့တော့သူတို့ကရွတ်ပြီးတော့မှဂလန်ကဆန်နေလုပ်တယ်အဲ့လိုမျိုးပေါ့နော်ခါကြလို့ရှိရင်ဒီနေ့မနေ့9နာရီတောင်အောက်ကိုဆင်းပြီးတော့သူတို့ဖုန်းသားတုံးမဲ့ပါမယ်ဆိုဟုတ်ပြီညနေကျရင်4နာရီပြန်တက်လာဆိုခါကြရင်4နာရီပြန်တက်မလာပဲ6နာရီလောက်မှတက်လာမျိုးရှိတာပေါ့နော်အဲ့ဒါဆိုအာနာဖီဆန်တာပေါ့လေအဲ့လိုခါမျိုးကြရင်သူတို့အပြစ်ထည့်တဲ့အချုပ်ထဲထည့်တာတို့ထိတ်တုံးခတ်တာတို့လုပ်တာပေါ့နော်အခါမျိုးကြရင်ကျမကသူတို့ထိတ်တုံးတာသွားပြီးတော့စကားသွားပြောတယ်ဘာပြောလဲဆိုတော့ဘသူမှန်လဲပေါ့မှန်တယ်သူတို့မကြိုက်လို့အာနာဖီဆန်အဲ့လိုမျိုးပေါ့နော်သူတို့မကြိုက်လို့ဆိုတာကဟုတ်ပြီမကြိုက်လို့ကိုလုပ်တော့ဘာဖြစ်လဲကိုပါမကောင်းတဲ့လူဖြစ်သွားတယ်အဲ့တော့ကိုကောင်းအောင်လေကိုကအခုနေသူတို့ခိုင်းနေဟာကိုတသွေးမတိန်လိုက်နာပြီးတော့ကောင်းအောင်လုပ်နေမယ်ဆိုလို့ရှိရင်ချိန်ကြရင်တားကိုသူတို့ကအပြစ်ထောက်ပြကြရမရှိတော့ဘူးဆိုလို့ရှိရင်
တားကိုသူတို့အပြစ်မြင်လို့မရတော့ဘူးအရင်တော့မင်းကသူတို့မကြိုက်လို့သူတို့ကမှားနေလို့ဆိုပြီးမင်းမလိုက်မှားတယ်သူတို့မှားလိုက်မမှားနဲ့သူတို့ကလူကြီးတွေပြင်သွားလိမ့်မယ်အဲ့တော့တားတို့ကမှန်နေဖို့လိုတယ်ဆိုပြီးတော့သူတို့အားပေးတယ်အခါကျတော့တော်ပါတယ်အဲ့ဒီကလေးတွေကနေပြည်စဉ်းစားလို့ရှိရင်ရဲဘော်တော်တော်များများကထွက်ချင်တယ်ဆိုတဲ့ရဲဘော်တော်တော်များများကိုကမထွက်အောင်လို့ကျမစီးရုံးတယ်ပေါ့နော်အဲ့လိုပြီးလို့ရှိရင်ကိုလာခဲ့တဲ့ဟာကိုပြန်ကြည့်ပေါ့ငါတို့ဘာကြောင့်ဒီတော်တဲ့ကိုရောက်လာတာလဲဘာလို့ဖို့လာတာလဲဆိုတာကိုပြန်ကြည့်ဟုတ်ပြီကိုတော်တဲ့ကိုစဝင်လာခဲ့တော့ငါဒီတော်လန်အာနာရှင်ကိုတော်လန်မယ်ဆိုပြီးတော့ရောက်လာခဲ့တယ်ငါတငယ်ချင်းကြသွားလို့ဟာလားငါတငယ်ချင်းထောင်ကြသွားလို့ငါတငယ်ချင်းတနက်နဲ့အပြစ်ခံလိုက်ရလို့ဆိုတဲ့စိတ်နဲ့နင်တို့လာခဲ့တာအခုနင်တို့တငယ်ချင်းကပြန်ရှင်းလာပြီလားတောင်လေးကနင်တို့တငယ်ချင်းကထွက်လာပြီလားသူတို့လည်းမထွက်လာသေးဘူးဟိုပြန်လဲမရှင်းလာတဲ့ဟာကိုနင်ကဒီတော်လန်ရေးကနေပြီးတော့သွေးဖီလိုက်မယ်ဆိုလို့ရှိရင်နင်စတော့ကနေလာခဲ့တဲ့နင်ရဲ့ရည်ရွယ်ချက်ကပါလဲနင်ကကနဟိုဘယ်လိုပြောမလဲကောက်ရိုးမိလားဖွဲမိလားကျမအဲ့လိုမျိုးပေါ့နော်အဲ့လိုလေးတွေမိတယ်သူကနောက်ကြဟုတ်ပါတယ်ဆိုပြီးတော့သူတို့အဲ့လိုပြန်စဉ်းစားပြီးတော့ဆက်သွားနေတဲ့ရဲဘော်တွေရှိတယ်ဆိုတဲ့အခါကျတော့ကျမမြေပြင်ကိုရောက်သွားတဲ့အခါကျလို့ရှိရင်လည်းရဲဘော်တော်တော်များများသူတို့အတွက်ခွန်အားရတယ်လို့ပြောတယ်သူတို့လည်းကျမကိုကြည့်ပြီးတော့တကယ်ခွန်အားရတယ်ပေါ့နော်ဆိုတော့ဟိုမြေပြင်မှာတော်တော်များများကစိတ်တက်ကြနေတဲ့သူတွေရှိတယ်ဆက်မသွားကျင်တော့တဲ့သူတွေရှိတယ်ဒါပေမဲ့အဲ့ဒါဒီတိုက်ပွဲတိုက်ရလို့တေမာကြောက်လို့မဟုတ်ပဲနဲ့လူကြီးတွေရဲ့စီမံခန့်ခွဲမှုလူကြီးတွေရဲ့မမျှတမှုပေါ့နော်တချို့လူကြီးတွေရဲ့မမျှတမှုအဲ့ဒါတွေကြောင့်ဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့ကျမဒီကနေပြီးတော့ပြောချင်တာကရဲဘော်ကငပိရကျူစားလို့ရှိရင်လေလူကြီးလည်းငပိရကျူပဲစားပါရဲဘော်ပဲပြုံးနေစားရင်လူကြီးလည်းပဲပြုံးနေပဲစားပါရဲဘော်အတိုင်းစားရတဲ့နေ့လူကြီးတွေအတိုင်းစားပါကျမတို့လူမျိုးဆိုလို့ရှိရင်တော့အမှန်တိုင်းပြောရင်ဟိုဘယ်လိုပြောမလဲဘာမှထူးပြီးခံစားနေစရာအကြောင်းကိုမရှိတာပေါ့နော်တော်ထဲမှာနေနေတာအတူတူကရဲဘော်လည်းအမှန်တိုင်းပြောရဲဘော်တွေကတောင်မှပဲပို့ပြီးတော့တန်ဖိုးရှိတယ်လို့ပြောရမယ်ပေါ့နော်ကျမတို့ထက်စားလို့ရှိရင်ဘာလို့ဆိုသူတို့ကရှေ့မှာရှေ့တန်းတော့ရမယ်တိုက်ပွဲရှိတယ်ဆိုရင်အများနဲ့တက်ကြွနေတဲ့ချက်ဖာတွေသူတို့ကအများနဲ့တက်ကြွနဲ့တခါတည်းအဝတ်စားတွေဝတ်ပြီးဟာသွားမယ်အဲ့လိုတိုက်မယ်အာနာအဲ့လိုစကားစားကိုတိုက်ရမယ်ဆိုရင်သူတို့အရန်ကိုတက်ကြွနေတဲ့ကလေးတွေဟာဟိုသွားလို့ငါတို့မိုင်းနေမိမှာလားလက်နက်ကြီးထိမှာလားဆိုတဲ့အတွေ့ကိုလုံးဝမတွေ့ဘဲနဲ့တိုက်မယ်ဆိုတဲ့ကလေးတွေဆိုတော့ကိုကလူကြီးတွေကနေနောက်ကနေပြီးတော့ဘယ်သွားလို့စီမံခန့်ခွဲရတဲ့လူတွေဖြစ်တဲ့အတွက်အဲ့ဒီလူတွေကဒီရဲဘော်တွေနဲ့ပို့ပြီးမပင်ပန်းဘူးစိတ်တော့ပင်ပန်းမှာပေါ့နေရာတော့မတူဘူးပေါ့စိတ်တော့ပင်ပန်းမှာပေါ့ဒါပေမဲ့အဲ့လိုမျိုးပဲပင်ပန်းတာသူ့ရဲ့အလျောက်လူငယ်အလျောက်ကလေးတွေပင်ပန်းတဲ့လူမျိုးလူကြီးတွေလည်းလူကြီးအလျောက်ပင်ပန်းတာတော့လက်ခံတယ်နားလေတယ်ဒါပေမဲ့အဲ့ဒီနေရာမှာမခွဲခြားဘဲနဲ့ဒန်းလူညီမြသူစားတယ်လို့ကိုစားပါရဲဘော်တွေစားတယ်လို့စားရဲဘော်တွေနေတယ်လို့နေတာပို့ပြီးတော့ရဲဘော်တွေအတွက်စံပြဖြစ်မယ်ခွန်အားပို့ရမယ်လို့ဒီမှာနေနေပေါ့နော်အဲ့တော့လူကြီးတွေဟိုတချို့လူကြီးတွေအနေနဲ့ပေါ့နော်ဟိုငါပဲလုံမယ်သိတယ်မလားငါလုံသူတို့လိုက်မလုံနဲ့ငါပြောသလိုလုံငါလုံသူတို့လိုက်မလုံနဲ့ဆိုတာမျိုးမဟုတ်ဘဲနဲ့ငါလည်းလုံမယ်မင်းတို့လည်းလိုက်လို့အဲ့လိုမျိုးစီမံအုပ်ချုပ်ရင်ရဲဘော်တွေကတိတ်ပြီးတော့လမ်းကြောင်းလွဲသွားမှလည်းမဟုတ်ဘူးထွက်ကြမှလည်းမဟုတ်ဘူးအဲ့ဒီဟာတခုကတော်တော်လေးမှဒီမိပြမှာရှိနေတယ်ပေါ့နော်ဘလို့ပဲဖြစ်ဖြစ်တရင်မှုပဲဖြစ်ဖြစ်တက်ခွဲမှုပဲဖြစ်ဖြစ်အပေါ်ကတခြားဟိုနိုင်ငံတကာကနေပြီးတော့ sport ပေးတဲ့ဟာတွေကဒီတရင်မှုတို့ဘာလို့ရှိဘူးဒါလိုက်ရောက်တာကိုရောက်တဲ့ခါကျတော့သူတို့ကနေပြီးတော့မှဒီရဲဘော်တွေပေါ်မှာပြန်ပြီးတော့ပေါ့ဥပမာပေါ့ပတ်ဆက်တသိန်းရောက်တယ်ဆိုလို့ရှိရင်ဒီတသိန်းကိုတက်ဖွဲ့မှာလူ10ယောက်ရှိရဲဆိုရင်တယောက်ကိုတသားပတ်ဆက်ပေးမယ်ဆိုရင်လည်းညီလူများတို့ပတ်ဆက်မပေးလို့မို့လို့ကျွန်တော်တို့ဆက်လက်ဝယ်ပေးမယ်ကော်ဖီမဝယ်ပေးမယ်ဆိုလို့ရှိရင်လည်းသူတထုပ်ကိုတထုပ်ပဲရဲဘော်တထုပ်ဆိုကိုလည်းတထုပ်ပဲယူထားရမှာအဲ့ပေါ်မှာသူတို့တယောက်ထုပ်ပေးပြီးကိုကတပါယူထားလို့မရအောင်အဲ့ဒါဆိုရင်အဲ့ဒီရဲဘော်တွေကဘာဖြစ်မလဲဆိုရဲဘော်တွေရဲ့ချစ်ခင်မှုကိုလိုချင်တယ်ရဲဘော်တွေရဲ့လေးစားမှုကိုလိုချင်တယ်ရဲဘော်တွေရဲ့စီကံလိုက်နာတာကိုလိုချင်တယ်ဆိုရင်ကိုလူကြီးတွေကိုယ်တိုင်ကစီကံလိုက်နာပြီးတော့မှရဲဘော်တွေပေါ်မှာတကယ်ကိုမှဒန်းလူညီများကြောသားရင်သားမခွဲကြဘဲနဲ့ငါညီမို့လို့ငါရောက်ဖားမို့လို့ဆိုတာမျိုးမဟုတ်ဘဲနဲ့သူလည်းရဲဘော်ကိုယ်ကိုလည်းရဲဘော်လိုပဲမှတ်ထားမယ်ငါအရာရှိဆိုတဲ့စိတ်ကိုဖျောက်ထားမှာတောင်ဝင်ယူရှေ့တန်းမှာစစ်တော်တိုက်တဲ့အချိန်ပါညာမှာဒါတောင်ဝင်တွေခွဲမှုလုပ်တဲ့အပိုင်းမှာဒါငါကအရာရှိလို့မှတ်ပြီးလို့ရှိရင်ကျန်တဲ့အချိန်မှာကညီကိုလိုဟလာတငယ်ချင်းလိုအဲ့လိုမျိုးနေပြီးတော့မှရန်သူညီများနေပေးပါလို့တောင်းဆိုချင်တာဟုတ်ကဲ့မန်နေရီဟုတ်အချက်တွေရှိလာတာပြောချင်တာကြာစင်းတာမှာအဖက်လိုအပ်ချက်ရှိနေအဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့အချိန်မီဖြည့်တင်ဖို့ကိစ္စဆိုတာကကျွန်တော်တို့တပ်ပေါင်းစုဖြစ်ဖို့အဲ့ဒါအရေးကြီးတယ်လို့ကျွန်တော်ကယူဆတယ်ဆိုတော့တပ်ပေါင်းစုဖြစ်လာလို့ရှိရင်ဘာဖြစ်လာလဲဆိုတော့မန်နေရီတို့ဒီပြင်မှာတယောက်နဲ့ပူးတွဲပြီးတော့စစ်ရေးပေါ်ဆောင်နိုင်တယ်ဆိုရင်ကျွန်တော်တို့အတွက်ညံနိုင်တယ်ဟုတ်အားလုံးပြည့်စုံပါတယ်မနဘူးပြောသွားတာလေရန်နာထောင်လုံးကောင်းတယ်မဖြစ်နဲ့သူနဲ့စိတ်သက်ခြင်းကတူနေတယ်ပေါ့နော်ဆိုတော့နှစ်ယောက်စလုံးကလည်းဟိုမိသားစုတွေရှိတဲ့ဟိုအိမ်ရှင်မတွေဆိုတော့လေမနဘူးတယောက်တည်းမဟုတ်ပါဘူးမဖြစ်လဲဟိုအိမ်ကတောင်ဝင်နေမကြည့်တော့ပါဘူးတော်တော်များများဟိုရှော့လိုက်ရတဲ့ဟာတွေအများကြီးရှိပါတယ်ဆိုတော့ဒါမဲ့ဟိုအခုလိုဆက်လုပ်နိုင်တာကလည်းဒါမနဘူးဆိုရင်နောက်ကနေ
ပေါ့နော်ဟိုအကူရတဲ့ကိုသားတွေပြီးတော့ကိုယ့်ရဲ့အိမ်ထောင်ဘက်ပေါ့နော်နားလည်မှုပေးတဲ့အိမ်ထောင်ဘက်ဆိုတော့ဟိုအမလည်းကံကောင်းပါတယ်ဒီကိုလှုပ်ချင်တဲ့အလုပ်ကိုအာဟိုစွန့်စားပြီးတော့ဆက်လုပ်နိုင်တယ်ပေါ့နော်အတူတူပဲမဖြစ်လဲဒီတိုင်းမျိုးပေါ့နော်ကိုယ့်ရဲ့ဒီသမီးလေးတွေအိမ်ကအမျိုးသားကလည်းနားလည်မှုပေးတဲ့အတွက်ဟိုအခုလိုမျိုးဆက်ပြီးတော့ဟိုပါဝင်နိုင်တယ်လှူဒါန်းနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီတစ်ခုနောက်ပိုင်းဟိုဟာအဖေရှာရင်းနဲ့ပေါ့နော်အခုလိုမျိုးပေါ့ကိုယ်နိုင်ငံမှာဖြစ်နေတာတခြားနိုင်ငံမှာဖြစ်နေတာမဖြစ်လို့ဆိုရင်ဟိုကဘာနှစ်ခုဖြစ်နေတာပေါ့နော်ဟိုမြန်မာပြည်ရဲ့ကဘာထဲမှာနေတာလည်းပါတယ်ပြီးတော့အခုလိုကိုနေတဲ့ဒီ US ဟိုကဘာထဲမှာလည်းဖြစ်နေတယ်ပေါ့နော် so I live in two worlds အဲ့ဒီပုံမှာဟိုနေပေါ့ stress တွေများလာရင်လည်းနှစ်ခုဖြစ်တယ်ပေါ့နော် double stress ခံစားမှုတွေလည်းအကုန်လုံးနှစ်ဆဟိုနေပေါ့ times 2တွေဖြစ်နေတယ်အဲ့ဒီမှာဟိုအမြဲလိုတွေးနဲ့အဖြေတွေရှာရင်းနဲ့ဘာဖြစ်လာလဲဆိုတော့ဟိုစိတ်ရှည်ရမယ်ဆိုတာကိုအဖြေရလာတယ်ပေါ့နော်ကိုဖြစ်ချင်တာတွေကိုလုပ်ချင်တာတွေဟိုဘလောက်ပဲမြန်ချင်းဖြစ်နိုင်ဘူးပေါ့ဘာလို့ဆိုတော့ဟိုလူတွေများတယ်လေစောအမပြောသလိုဟိုအုပ်စုနဲ့ပေါင်းပြီးလုပ်တာတွေရှိတယ်တယောက်ဖြစ်လုပ်နိုင်တာတွေရှိတယ်မျိုးစုံရှိတယ်ဆိုတော့ရှေ့ကို10လမ်းသွားရင်နောက်လမ်းဆုတ်တာပေါ့နော်အဲ့ဒါကအရာမှာဖြစ်နေတယ်ဆိုတော့သိစေရမယ်အဲ့ဒီပုံမှာကိုယ့်ရဲ့ဒီဟို balance လေးနဲ့ပေါ့နော်ဒီနေ့ဟိုကိုရတဲ့အချိန်နဲ့ကိုလုပ်နိုင်တဲ့ခွန်အားနဲ့အင်အားနဲ့စိတ်ရှည်နဲ့အမားတို့အားလုံးအတူသွားလုပ်ရမယ်ဆိုတော့အဖြေတစ်ခုတော့ဟိုရလာတယ်အားလုံးသိကြရမယ်ဒီလိုဆိုရင်ချင်းနေချင်းလုံးလေးဟို negative တွေပြောရမယ်မျိုးစုံပေါ့နော်ဖြစ်လာသမျှမဖြစ်လာဘူးလို့တွေးနေရန်တကားတွေများလာတာဟိုမဖြစ်ရဲ့ဟိုအသေးမှာတော့ဒီတော်လိုင်းကြီးကိုဘယ်သူမှဟိုဖြစ်ဖို့လဲဆူတောင်းခဲ့တာမဟုတ်ဘူးမဖြစ်လဲတနေ့ကျရင်ငါတော်လိုင်းကြီးထဲမှာပါဝင်လို့လဲအိမ်မက်ခဲ့တာမဟုတ်ဘူးပေါ့နော်ဒါဘယ်သူမှဟိုခံဖို့ဘယ်သူမှဒါကြီးကိုအိမ်မက်ခဲ့ဘူးပေါ့ဒါပေမဲ့ဖြစ်လာတော့လေဟိုဘယ်လိုမလဲတချို့ကလည်းဒီနိုင်ငံရေးအကြောင်းနားလေလို့ဟိုသိနေလို့စာရေးဖတ်ထားလို့ experience ရှိလို့ဘာလို့ရမလဲဆိုတာကိုသိပေမဲ့တချို့ကြောင့်လည်းမသိကြဘူးပေါ့နော်ကျွန်တော်တို့ကြောင့်လည်းမခံချင်တဲ့စိတ်နဲ့ဒါလူသားဆန်လို့ဟို pride စိတ်ဓာတ်မှုလို့တာပါလာကြတာလေးဖြစ်တယ်ဆိုတော့အဲ့ဒီမှာအမားကြီးဖြစ်မဲ့မျိုးစုံတွေပြင်မလားဟို obstacle တွေနဲ့အများကြီးပေါ့နော်ဒီလိုမျိုးတွေသွားနေကြတယ်ဆိုတော့အရင်တော့မဖြစ်လို့ဝင်လာတော့ဆိုရင်9လအတွင်းဆိုပြီးမယ်တစ်နှစ်ဆိုရင်ပြီးပြီအခုမပြီးနိုင်ဘူး9နှစ်ဒါပေမဲ့လည်းဟိုပြန်တွေးလိုက်ရင်ဒီ9နှစ်ဆိုတာကမဖြစ်လို့မရှုံးဘူးလေဟုတ်တယ်မလားတော့မအားလာလဲနိုင်မှာမဟုတ်တာကြီးကိုသူလဲ9နှစ်စူးစမ်းနေမဖြစ်လို့လဲ9နှစ်စူးစမ်းနေရတာဆိုတော့သူ့ဘက်လည်းမနိုင်ကိုယ့်ဘက်လည်းမနိုင်ဘူးဒါပေမဲ့ဟိုရောက်ချင်တဲ့ပန်းနိုင်ကိုတော့ဆက်သွားရမှာပဲပေါ့နော်ဆက်သွားမယ်ဆိုတော့မားတွေရှိမယ်လုပ်တာတွေလွဲတာတွေရှိမယ်အချင်းချင်းရန်ဖြစ်တာတွေဖြစ်မယ်ပြီးရင်ပြန်ပေါက်သွားတာဖြစ်မယ်ကွဲသွားတာဖြစ်မယ်မျိုးစုံတွေဖြစ်မယ်ဘာလို့အားလုံးက experience တွေနဲ့ဝင်လာတာမှမဟုတ်တာကြီးကိုဆိုတော့အဲ့ဒါကိုအသိနောက်ဆုံးတော့အခြေကမကြည့်ရတဲ့အခြေကစိတ်ရှိဖို့ပဲစိတ်ရှိရမယ်စူးစမ်းနေရမယ်တန်းတဲ့တယောက်ဟို negative ဟိုအတွေးတွေကိုမကြည့်လို့ဖယ်ရမယ်ဘာလို့ရက်လို့မရဘူးလေအဲ့ဒါမှတချို့ဆိုရင်လေဟိုစကားပြောရင်းနဲ့မကြည့်ရမေးတယ်အဲ့ဘာဖြစ်နေတာလဲငါတို့ရက်လိုက်ရမှာလိုက်ပါတယ်တော်လိုင်းကြီးကိုရက်လာရက်ခါတော့အလံပြထောင်ပြီးတော့ပြီးပြီငါတို့တွေပြီးသွားပြီလို့ဟိုလက်ခံရမှာလားဘာအဲ့လိုလုပ်လို့မရဘူးရက်လို့လည်းမရဘူးဆိုတော့ရှေ့ကိုပဲသွားရမှာပဲဆိုရှေ့ကိုသွားရမယ်ဆိုတော့ဒီလိုပဲပေါ့နည်းနည်းစူးစမ်းရင်းနဲ့သွားမှာမကြည့်တော့တော်လန်နေတဲ့သူတွေရွေ့တွေ့မရလိုက်မနိုင်ဘူးလေအမတို့ရက်လိုက်ရင်သူတို့ဘက်ကနိုင်သွားမှာဆိုတော့သူတို့မနိုင်အောင်မကြည့်တော့ဒီပဲရှေ့ကိုသွားနေရမှာလို့ပဲနော်အဲ့လိုမျိုးလေးကလည်းဟိုဒီပါတော့ဆွေးနွေးနေမျှဝေလိုက်တာပေါ့လေဆိုတော့အားလုံးဆက်ပြီးတော့စူးစမ်းဖို့ပါပဲဆိုတော့ဟိုဒီပေါ်မှာစူးစမ်းနေတဲ့သူတွေကိုတော့ပို့ပြီးတော့ဟိုအားနာရတယ်ပို့ပြီးတော့လည်းဟိုဂုဏ်ယူတယ်ကျေးဇူးလည်းတင်တယ်ပေါ့နော်ဆိုတော့ဟိုအမလည်းအမတွေလည်းဟိုပြောပြပါပေါ့နော်သူတို့ဒီကလေးတွေကို
စိတ်မလျှော့ပဲနဲ့ဆက်ပြီးတော့ရွေးရှိကြပါစေပေါ့ပြီးတော့စောစောပြောသလိုခေါင်းဆောင်ပိုင်းတွေပေါ့နော်ဟုတ်တယ်မတို့ခေါင်းဆောင်ပိုင်းတွေမှာလည်းလူကြီးပိုင်းတွေလည်းဖြစ်တင်ရမယ့်အရာတွေလည်းအများကြီးလိုအပ်နေတော့ပေါ့နော်မဖြစ်လို့ရဲ့ဒီမြန်မာ culture tradition ကကြတော့လူကြီးတွေဆိုရင်အမြဲလေးစားမှုပေးဖို့ right လူကြီးနေရာပေးဖို့ထိုင်ကုန်ပေးဖို့လူကြီးဆိုတဲ့ပမာဏတွေမှာအမြဲဆရာသမားလူကြီးသမားတွေကိုမတို့လေးစားတဲ့အနေနဲ့နေရာပေးတာတွေရှိတယ်ဒါပေမဲ့သို့တော့အဲ့ဒါတွေကိုအခုရေးမယူဘဲနဲ့ပြန်မလားခေါင်းဆောင်ဆိုတာကa good leader ဆိုတာကအရှိရနေပဲအမြဲleader မဟုတ်ဘူးပေါ့နော်ဒီခါကျရင်ခေါင်းဆောင်ကောင်းဆိုတာကအနောက်မှာနေသေးတယ် right အနောက်ကနေသူ့ရဲ့အသင်းလုံးရှေ့ကိုရောက်ဖို့အနောက်ကနေသူတွန်းနေတာပေါ့တရားမှမထန်မဲနဲ့အနောက်ကနေကောက်ွယ်ပြီးတော့ရှေ့ရောက်ဖို့လုပ်ပေးတဲ့ခေါင်းဆောင်တွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဒီတော့ပြောသလိုလူကြီးပိုင်းတွေကအစားကောင်းစားဖို့လိုသလားဆိုတော့ no သူတို့ကငပိနဲ့တိုးစရာစားရင် okay တယ်ဆိုတော့နောက်ကနေပေါ်ပန်းနေတဲ့လူတွေဒါပေမဲ့တို့တော့ဒီကလေးတွေကြတော့ခြေတန်းသွားနေတဲ့ကလေးဆိုရင် protein ဓာတ်ပို့လို့မယ် right သူတို့မှာ carbohydrate ပို့လို့မယ် maybe သူတို့မှာ sugar ဓာတ်ပို့လို့မယ်ပေါ့နော်ဆိုတော့အမလည်းအဲ့လိုပါပဲခေါင်းဆောင်ပိုင်းကတော့ကိုယ့်ရဲ့ဒီ team member တွေနဲ့ကလေးတွေကိုပို့ထားပေးတယ်လို့ထင်ပါတယ်အဲ့ဒါတော့ပိုင်းပေါ့ဒီလိုတွေအပိုင်းလေးတွေထားပြီးတော့ပြောသွားရင်းနဲ့ဒီ message လေးတွေကတနေရာမှာတော့ဒီနေတဲ့ဒီလိုရဲ့ရင်ထဲမှာတော့ရောက်ပြီးတော့တခုခုကစိတ်ထဲမှာပြီးတော့ခံစားရင်းနဲ့ပြန်လူချင်းတဲ့စိတ်တွေဘောနော်တော်လည်းရေးအတွက်ငါတို့တွေရှေ့ဆက်ကမယ်ဆိုတဲ့စိတ်ကလေးတွေပြန်ထိုးသွားတယ်ပြီးတော့သူတို့များကတော့ဘယ်လိုအားလုံးကပြင်ဟုတ်ပြင်တာတော့အားလုံးကပြင်ရမှာပဲလေနောက်နှစ်ဖက်ပေါ့ဒီတွေကလည်းပြင်ရမှာလို့ဒီလိုမျိုးလူငယ်တွေအနေနဲ့ကလည်းဒါကကိုယ့်ရင်ကိုယ်ရမဟုတ်ဘူးပေါ့နော်ကိုယ့်ရင်ကိုယ်ရမဟုတ်ဘူးနောက်တစ်ခုကဒီဟာလောက်တယ်ဆိုတာကအများအတွက်လောက်တာဖြစ်တဲ့အတွက်တချို့ကိုကြိုက်တဲ့အရာတွေကိုစွန့်လွှဲရမယ်ဆိုတဲ့ဟာကိုလည်းသူတို့ခံယူထားဖို့လိုတာပေါ့နော်